130ခုမြောက်သောစာတန်အပိုင်ပိုင်းအမှာ6အတူတူဖွဲ့ကြည့်အောင်နော်ထာဝရဘုရားကိုငါဆောင်လျက်နေ၏ငါဝိညာဉ်သည်ဆောင်လျက်နေ၏နှုတ်ကပတ်တော်ကိုငါမျှော်လင့်၏ဉာဏ်နဲ့ကိုမျှော်လင့်သောသူတို့ထက်မကငါဝိညာဉ်သည်ဘုရားရှင်ကိုမျှော်လင့်လျက်နေ၏ဘုရားကိုစောင့်နေတယ်ဆိုတဲ့အရာ wait for the Lord ဘုရားသခင်ဘာလို့လဲဆိုတော့စောင့်နေဘုရားသခင်ကိုမျှော်လင့်နေတယ်နှုတ်ကပတ်တော်ကိုငါမျှော်လင့်၏ဘုရားရဲ့အသံဘုရားရဲ့စကားကိုမျှော်လင့်တယ်ကင်းဆောင်နေဟာတဲ့မနက်မိုးလင်းမှာကိုမျှော်လင့်တာထက်ငါဝိညာဉ်ကဘုရားသခင်ကိုမျှော်လင့်လျက်နေတယ်ကင်းဆောင်တဲ့သူကမနက်မိုးလင်းဖို့မျှော်လင့်တာပြီးရင်သူကတောင်းဝင်ပြီးပြီလေနော်ညဘက်ဆိုအန်ရရှိတယ်အဲ့ဒီထက်မကတဲ့ငါဝိညာဉ်ကဘုရားကိုမျှော်လင့်လျက်နေတယ်ဒီနေ့ဝင်ကားခြင်းတဲ့အကြောင်းအရင်းတွေက wait ဆိုရဲနော် wait ဆိုရဲစောင့်ဆိုင်ခြင်းလူတော်များများကစောင့်ဆိုင်ဖို့တော်တော်လေးကိုမစောင့်ဆိုင်ကြညာနော်အားလုံးကမြင်မြင်ဆန်းဆန်းပဲကောင်းပါတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းအပါဝင်ပါပဲစောင့်ရတဲ့အလုပ်ကတော်တော်ကိုမုန်းတာနော်မစောင့်ကြည့်နော်သူများကိုလည်းမစောင့်ကြည့်ကိုကြတော့သူများပြန်စောင့်ရတာပါပဲနော်နော်အဲ့ဒီစောင့်ရတဲ့အလုပ်ကိုမလုပ်ချင်အခုဆိုရင်မြန်မြန်ဆန်ဆန်ပဲမလုပ်လိုက်ချင်တယ်ပြီးသွားခြင်းလောတာနော်လောတာကမ္ဘာကျမ်းစာထဲမှာအဲ့ဒီလိုမစောင့်လို့ဒုက္ခရောက်တဲ့အဖြစ်အပျက်တွေအများကြီးရှိနော်ဒါကြောင့်မို့ကျွန်တော်အသက်တာထဲမှာစောင့်ဆိုင်ဖို့အင်မတန်ရေးကြည့်တယ်နော်အချို့ကအချိန်မှန် right time နော်ဒီအချိန်ဒါဒီလိုဖြစ်နေရမယ်နော်အဲ့ဒီပုံမှာအရန်တက်ဖို့ထားတယ်နော်ကျွန်တော်အစီအစဉ်တစ်ခုသွားတဲ့အခါမှာစကားပြော9မိနစ်နှုတ်ဆက်3မိနစ်ကိုအတိအကျနော်စက္ကန့်အစအတိအကျမလွယ်ဘူးစကားပြောတော့ကိုတော်ကကျင်းကျုပ်လာနော်မိတ်မဆက်ချင်လဲမိတ်မဆက်လိုက်တော့နော်သူကလူကိုတတ်မိုးထားမှာထက်ဘာကိုသွားတတ်မိုးထားလဲဆိုတော့အချိန်ကိုသွားတတ်မိုးထားကျွန်တော်လူထက်ဘယ်အရာမှတတ်မိုးမရှိဘူးနော်လူကတတ်မိုးရှိဆုံးပဲတခါတည်းမှာလူကိုတတ်မိုးထားမှာထက်ကျွန်တော်ကဘာကိုတတ်မိုးလဲဆိုပစ္စည်းတွေကိုသွားတတ်မိုးထားကျွန်တော်ကွန်ပျူတာပြတ်သွားတယ်နော်ပစ္စည်းတစ်ခုပြတ်သွားရင်ကျွန်တော်အဲ့ဒီလူကိုဘာလုပ်လဲပြောပြီးဘာကြောင့်ဒီလိုလုပ်ရတာလဲဒါပေမဲ့အဲ့ဒီကွန်ပျူတာအဲ့ဒီပစ္စည်းတဲ့အဲ့ဒီလူကပို့ပြီးတော့တန်ဖိုးရှိပါတယ်သူကဖခင်ရဲ့တန်တော်နဲ့ညီဖန်ဆင်းထားဒါပေမဲ့တစ်ခါတည်းမှာကျွန်တော်အဲ့လောက်ထိမစင်သားမေးဘူးကျွန်တော်ဘာဝတ်တန်ဖိုးတာလဲကားတစ်စီးရင်တိုက်မှုမတော်တဆဖြစ်တယ်လူဘာဖြစ်သွားလဲမမေးပါကားဘာဖြစ်သွားလဲနော်ကျွန်တော်တို့ကပစ္စည်းအရာဝတ္ထုကိုပို့ပြီးတော့တန်ဖိုးထားတဲ့အလေးကျင့်ရှိတကယ်တော့လူတန်ဖိုးထားကိုယ့်ထက်စင်ရည်ဖြစ်စေကိုယ့်ထက်ချမ်းသာသည်ဖြစ်စေဘယ်သူကိုမဆိုတန်ဖိုးထားပါလက်ဖေးဆိုင်မှာဇပွဲထိုးနေတဲ့လူကိုလည်းတန်ဖိုးထားငါပတ်စံပေးတော့တာပဲဆိုမချီမငန်းနှိမ်ပြီးတော့မဆက်ဆံလမ်းမေးမှာတောင်းစားတဲ့လူကိုလည်းတန်ဖိုးထားပဲရော့ဆိုပြီးတော့ပြစ်မပေးရအောင်လေးလေးစားစားပြီးတဲ့ကိုလူတယ်ဆိုတာတွေ့ရလူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိတယ်ဘာလို့ဆိုကျွန်တော်လူသားအားလုံးကဖရာသခင်ရဲ့ပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းခြင်းခံရတာဖြစ်တယ်။ကဘာဦးမှာဖရာစကားနားမထောင်လို့ပုံသဏ္ဍာန်ပြည့်ရင်းသွားပြီမဲ့အထဲထဲမှာဖရာစီကလာတဲ့ဝိညာဉ်ကဘာလို့ပါလဲဆိုတော့ရှိတယ်။ဒါကြောင့်အဲ့ဒီဝိညာဉ်ကိုဖရာကမဆုံးရှုံးစေခြင်းလို့သူကိုယ်တိုင်ကောင်းကင်ကနေဆင်းလာပြီးတော့လောကကတိုင်းမှာအသေးခံပေးတာဖြစ်တယ်။နော်ဖရာတော်မှာအဲ့လောက်တန်ဖိုးထားရင်နော်ကျွန်တော်တို့ကလူချင်းကိုဘာလို့ဖို့လို့လဲဆိုတော့တန်ဖိုးထားမယ်တန်ဖိုးထားနော်ကျွန်တော်အဲ့ဒီစီစဉ်တစ်ခုသွားတော့အားတဲ့အချိန်ဒီလောက်ပဲတဲ့မိမဆက်နေတဲ့ဖူဆရာကလည်းသူ့အကြောင်းလေးနည်းနည်းပြောမိတာအာဆီယာရပြီတဲ့မိမဆက်နေတော့တဲ့နော်ကျွန်တော်အားနာလိုက်တာဟုတ်လားအချိန်မလောက်ရင်လည်းအဲ့မိတ်ဆက်ချင်းစီစဉ်ဖြုတ်လိုက်တော့အခြားစီစဉ်ပဲလုပ်ဖို့
တယောက်ရဲ့ဂုံတိတ်ခါလူတယောက်ကိုတန်ဖိုးထားမယ်ဆိုတာကျွန်တော်ဘာလို့တန်ဖိုးထားတော့အချိန်ကိုတန်ဖိုးထားတခါလေနောက်ကြတာလည်းကောင်းပါတယ်ကျွန်တော်ကြားမိတယ်မလားဘယ် airline နဲ့မသိဘူးလေနောက်ကြသွားတာနော်ဟိုမှာလေပြက်ကြတာတစ်စီးလုံးပါလို့သွားတယ်ပြေးသွားတယ် तू ကလေနောက်ကြတော့လွတ်သွားတယ်အဲ့လိုပြောလို့နောက်ကြအောင်ပဲလုပ်လို့ပြောချင်တာမဟုတ်ဘူးအချို့ကိစ္စတွေကျွန်တော်နားမလဲအချို့ကိစ္စကျွန်တော်နားမလဲဒါကြောင့်မို့လူကိုတန်ဖိုးထားတတ်ပါလူနဲ့အချိန်အရာဝတ္ထုတစ်ခုခုရှင်လာခဲ့ရင်သင်လူကိုပဲမလုပ်တတ်ပါစေတန်ဖိုးထားတတ်ပါဒါကြောင့်ခြေတော်စီတိုင်းဘုရားသခင်ကတော့လူကိုသိတတ်ဖို့ထားတယ်ဒါပေမဲ့ prophet ယောနာကတော့နိနေဝင်ပြောလူတွေတန်ဖိုးမထားအောင်သူတန်ဖိုးထားတာပါလေကျက်စုပဲနဲ့နော်ယောနာအမှုတော်တောင်တော့ဒါပေမဲ့ तू ကအဲ့ဒီနိနေဝင်ပြောလူတွေအကုန်သိအေးရောနော်သိပါစေဘာတော့ဒီလူတွေတလောက်ဆိုးတာနော်ကျွန်တော်ဆိုလဲအဲ့ဒီလူတွေသိအေးရောအဲ့လိုမျိုးရှိတတ်တယ်လေဒါပေမဲ့ဘုရားသခင်ကလူဘာလို့လဲတန်ဖိုးထားတယ်ယောနာကတော့ဘာသွားတန်ဖိုးထားလဲကျက်စုဝင်အောင်သွားတန်ဖိုးထားတယ်ဒါတန်ဖိုးထားမှုမမားပါစေနဲ့ကျွန်တော်တို့ကလူကိုကြည့်တဲ့အခါမှာतू ကဘာဝတ်စားဝတ်ထားလဲ brand လား तू ဘယ်လောက်ထိတန်ဖိုးရှိလူတယောက်ရဲ့တန်ဖိုးကိုဘာနဲ့တိုင်းတာလိုက်လဲ तू ဝတ်ထားတဲ့အဝတ်စားနဲ့ကျွန်တော်ကတိုင်းတာတတ်တယ်အခါတည်းမှာနော်ကျွန်တော်တို့ပြည်ပနိုင်ငံရောက်တဲ့အခါရင်မွေးတွေကြည့်တာဈေးတွေအပြားအိုးရင်မွေးဈေးတွေကနည်းတော့ဈေးတွေမို့ဒါပေမဲ့သွားမလုံးနဲ့တော့တချို့တွေကအဲ့ဒီရင်မွေးအနံ့နဲ့လူတယောက်ရဲ့တန်ဖိုးဘာလို့လဲသူကတော့ဘယ်လောက်တန်ဆွတ်ထားတယ်ဆိုလူတယောက်ရဲ့တန်ဖိုးကိုဘာနဲ့သွားတိုင်းလဲဈေးလုံးနဲ့သွားတိုင်းတယ်ကျွန်တော်တော့အဲ့ဒီအဝတ်စားတွေအဲ့ဒီဈေးနှုန်းတွေတော့အဲ့ဒါတွေစိတ်ဝင်စားအောင်အဲ့ဒီလူတယောက်ရဲ့တန်ဖိုးကသူ့ရဲ့အသက်ရှင်ရဲ့လက္ခဏာသူဘယ်လိုသက်ရှင်လဲအဲ့ဒါသူ့ရဲ့တန်ဖိုးပဲသူ့ရဲ့ဝတ်ထားတဲ့အင်ကြီးထက်သူဆွတ်ထားတဲ့ရေမွေးထက်သူပိုင်ဆိုင်တဲ့ຢာထက်သူဘယ်လိုအသက်ရှင်လဲအဲ့ဒါသူ့တန်ဖိုးဒါကြောင့်မို့ကျွန်တော်တို့ကအသက်တာထဲမှာဖခင်ကလူရဲ့ဝိညာဉ်ကိုတန်ဖိုးထားတယ်ကျွန်တော်တို့ကတော့တခြားအရာတွေဘာလို့လဲသွားတန်ဖိုးထားတန်ဖိုးထားမှုတွေလွဲမှားနေတယ်တချို့ကကိုယ့်ရဲ့လူမျိုးတန်ဖိုးထားတယ်သူများလူမျိုးတော့တန်ဖိုးမထားအောင်အဲ့ဒါမားပြန်အောင်ကိုယ့်လူမျိုးကိုတန်ဖိုးထားတာမှန်ပါတယ်ဒါပေမဲ့သူများလူမျိုးကိုလည်းတန်ဖိုးထားကိုယ့်ဘာသာကိုတန်ဖိုးထားပါမှန်ပါတယ်ဒါပေမဲ့သူများဘာသာကိုလည်းတန်ဖိုးထားတတ်ရမယ်အဲ့ဒါပါလဲဆိုတော့အချင်းချင်းချစ်ပါဆိုတော့ဘုရားရဲ့နှုတ်ကပတ်တော်ပဲနော်ဘုရားသခင်ကိုစိတ်လုံးအကျွေးမဲ့ချစ်ကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့များချစ်ဖို့လူတိုင်းကိုချစ်တတ်သွားရင်လူတိုင်းကိုတန်ဖိုးထားတတ်သွားအသားရောင်နဲ့မဆိုင်တော့ဘာသာလူမျိုးနဲ့မဆိုင်တော့စင်ရဲချမ်းသာနဲ့မဆိုင်တော့အဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ကလူတွေကိုခွဲခြားပြီးတော့ဆက်ဆံမိနေမှာဖြစ်ပါတယ်နော်အဲကြောင့်မို့ကျွန်တော်ဘဝအတ္တတာထဲမှာလူနဲ့အချိန်လူနဲ့စီစဉ်ဥစ္စာနော်လူနဲ့တခြားဘယ်အရာတွေရှင်လာပါလိမ့်စေလူကိုသာတန်ဖိုးထားတတ်တော်သူဖြစ်ပါစေဘုရားကလူကိုသိတန်ဖိုးထားတယ်ဒါကြောင့်မို့အေဒင်ဥယျာဉ်မှာနော်အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာဘုရားကလူကိုအဲ့ဒီဥယျာဉ်မှာနေရာချတယ်ဘုရားကသိတန်ဖိုးထားတယ်လူတော်နော်အားလုံးသူလုပ်ပြီးတော့မှအဲ့ဒီအေဒင်ဥယျာဉ်မှာနေရာပေးတယ်ဒါပေမဲ့ပထမဦးဆုံးလူကအာရနဲ့အေဝဘုရားကိုမဆောင်ဘုရားသခင်အားတဲ့နေဤသောအချိန်မှာမလုပ်လဲဆိုတော့လာတွေ့တယ်အကယ်၍သာအာရနဲ့အေဝသည်ဘုရားသခင်ကိုနေဤတဲ့အချိန်ထိသာစောင့်ခဲ့မယ်ဆိုရင်အဲ့ဒီအသီးကိုစားမိခြင်းမှာစားမိလိမ့်မယ်ဒါပေမဲ့ဘုရားလာမယ့်အချိန်ဘုရားနဲ့တွေ့မယ့်အချိန်ထိသူတို့ဘာလုပ်လဲမစောင့်နိုင်ဘာလို့မဆောင်နိုင်တာလဲနော်ကပ္ပဦးကျမ်းခန်းကြီး3အပိုင်းငယ်6ကနေ10ကပ္ပဦးကျမ်းခန်းကြီး3အပိုင်းငယ်6ကနေ10ထိုအပင်သည်စားွယ်ကောင်းခြင်းအစင်းလာခြင်းပညာများတိုးပွားစေလိုသောငါနှစ်သက်ပွေသောအပင်ဖြစ်ခြင်းကိုမိမသည်မြင်လျင်အသီးကိုယူ၍စား၏မိမိခင်မောအားလည်းပေး၍သူသည်လည်းစား၏ထိုသူနှစ်ယောက်တို့သည်မျက်စိပွင့်လင်း၍
မိမိတို့၌အဝိအရှိရှိသည်ကိုသိမြင်လျင်မိမိတို့ဝိယံဖို့သင်္ဘောသံပင်အရွက်တို့ကိုချုပ်ဆက်၍ခါးစည်းကိုလုပ်ကြ၏နေအေးသောအချိန်တွင်ထိုဥယျာဉ်၌သာရအရှင်ဘုရားသခင်ကြွလာတော်မူသောအတန်ကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလွတ်ခြင်းကဥယျာဉ်အပင်တို့တွင်ပုံွယ်လျက်နေကြ၏ဒီမှာအဲ့ဒီအပင်ကစားပွဲကောင်းခြင်းအစင်လဲလှတယ်ပညာတိုးပွားစီလို့တော့ကတကယ်ကိုနှစ်သက်ဖွယ်အပင်ဖြစ်တယ်ဆိုတာကိုမိမမြင်တဲ့အခါမှာယူပြီးတော့မလုပ်လိုက်လေစားလိုက်ယောက်ျားကလည်းပေးတယ်သူ့ရဲ့ခင်မိုးလည်းပေးတဲ့အခါမှာသူ့ခင်မိုးလည်းစားလိုက်တယ်အဲ့ဒီအခါမှာသူတို့မျက်စိပွင့်လင်းတယ်သူတို့မှာအဝတ်ကြီးကြီးရှိတယ်ဆိုတာသူတို့သိမြင်သွားတဲ့အခါမှာသင်္ဘောသဖန်းပင်အရွက်နဲ့အမြင်မတော်ဘူးဆိုပြီးသူတို့ဘာလုပ်လဲဆိုတော့ခါးစည်းကိုလောက်ကြတယ်ညနေနေအေးတဲ့အချိန်မှာဥယျာဉ်မှာထာဝရရှင်ဘုရားသခင်ကြွလာတယ်ဘုရားသခင်ဘယ်အချိန်ကြွလဲဆိုတော့နေအေးသောအချိန်နေအေးသောအချိန်အဲ့ဒါမို့ဆရာဆုံးဝင်လေအချင်းတစ်ပုတ်နေဝင်ခြင်းရဲ့ဂျုံနေအောင်နော်သူကအဲ့ဒီအချိန်လေးသူကရေးတယ်ကဘာမှာအလှဆုံးအချိန်အားတဲ့နေဝင်ကန်ဒီအချိန်ဖြစ်တယ်နေဝင်ခြင်းရဲ့ဂျုံနေအောင်ဘာလို့ဆိုအဲ့ဒီအချိန်ကအာရနဲ့အေဝါဖျားနဲ့စုံတွေးတဲ့အချိန်ဖြစ်တယ်နေဝင်ခြင်းဆိုတာကျွန်တော်တို့အတွက်တနိဒာကုံဆုံးတယ်လို့သတ်မှတ်ဒါပေမဲ့ဂျူးတွေအတွက်ကတော့နောက်တစ်ရက်ကိုဘာလို့သွားလဲနေ့တစ်ကိုရောက်သွားတယ်သူက6နာရီကျော်ရင်နောက်တစ်ရက်ဖြစ်သွားတာဒါကြောင့်မို့နေ့တစ်ကိုအစပြုတယ်တရက်တာကုံဆုံးတယ်လို့ပြောလို့ရသလိုနေ့တစ်ကိုအစပြုတယ်လို့ပြောလို့ရတယ်ဒါကြောင့်ဖျားသခင်ကနေအေးသောအချိန်မှာလာတွေ့တယ်အရန်လှပတဲ့အချိန်ဒါပေမဲ့အဲ့ဒီအချိန်ကိုသာအာရနဲ့အေဝါစောင့်ခဲ့မယ်ဆိုရင်အဲ့ဒီအသီးကိုစားပြခြင်းမှာခဏနေဟုတ်စာရန်မင်းပြောတော့ဟုတ်တယ်ဒီပင်ကတော့အရန်လှတယ်အရန်ကောင်းတယ်နော်ဒါပေမဲ့ဘုရားသခင်ကမစားနဲ့လို့ပြောထားတယ်ဘုရားသခင်လာမှနော်ဘုရားနဲ့တွေ့မှာပဲငါတို့ဆုံးဖြတ်ချက်ချမယ်ဆိုရင်ဘုရားနဲ့တွေ့တဲ့အချိန်ကြီးသာစောင့်ခဲ့မယ်ဆိုရင်အဲ့ဒီအသီးကိုစားပြခြင်းမှာစားပြလိမ့်မယ်ဒါပေမဲ့ဘုရားနဲ့တွေ့တဲ့အချိန်ကြီးကိုဘာမလုပ်နိုင်ဘူးလေမစောင့်နိုင်ဘူးကြည့်လိုက်တော့အသီးကအရန်ကောင်းတာပဲအရန်လှတာပဲပညာတိုးပွားစီလို့ကောင်းကနှစ်သက်ဖွယ်အပင်ဖြစ်တယ်ဆိုတာသိမြင်တဲ့အခါမှာတဲ့သူတို့ဘာလုပ်လဲဆိုတော့ယူဝေးစားလိုက်တယ်ဘသူ့ကိုမစောင့်ပါလဲဆိုတော့ဘုရားကိုမစောင့်ဘုရားလာမဲ့အချိန်ဘုရားနဲ့တွေ့မဲ့အချိန်ကိုမစောင့်ဘဲနဲ့လှုပ်ဆောင်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုရင်တော့သူတို့အပြစ်ထဲမှာကြာဆင်းသွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအတ္တတာထဲမှာအဲ့ဒီမစောင့်နိုင်ခြင်းကပြဿနာဗျမစောင့်နိုင်ခြင်းကပြဿနာဘုရားသခင်ကြာပြီဘာလို့အခုတည်းအခြေအနေတွေမပြောင်းလဲပေးသေးတာလဲဘုရားသခင်ကြာပြီဘာလို့အခုတည်းကျွန်တော်တို့ဘဝကိုကောင်းကြီးမပေးသေးတာလဲကျွန်တော်မစောင့်နိုင်ဒါကြောင့်မို့ဒီဘက်ခင်မှာလဲလူတွေမစောင့်နိုင်ဘူးဆိုတာစီးပွားရေးပညာရှင်တွေကသိတယ်အဲ့ဒါကြောင့်မို့ဘာတွေထုတ်လဲဆိုတော့ ready made တွေထုတ်တယ်နော်ခောက်ဆွဲဆိုလဲ ready made နော်ကြက်ဥဆိုလဲသူကငကိုဆိုနည်းနည်းကြာတယ်အခုကဟိုတစ်မိနစ်လုံးဥလို့ရအောင်မလုပ်လဲဆိုတော့CB နော်အဲ့တော့စောင့်ရတဲ့အလုပ်ကိုလူတွေကမလုပ်ချင်တော့မြင်မြန်ဆန်ဆန်ပဲဒီနေ့ဖျားသခင်နဲ့ပတ်သက်တဲ့ကောင်မှာတော့အဲ့ဒီစောင့်ဆိုင်ခြင်းဆိုတဲ့အရာကိုကျွန်တော်နားလည်တော့ပေါ့ကိုအရေးကြီးတယ်ဖျားအချိန်ကိုစောင့်တတ်ပါမယ်နေ့အချိန်ထဲမှာအသက်မရှင်ပါနဲ့ဖျားအချိန်ထဲမှာအသက်ရှင်ပါနောက်တစ်ယောက်ကပောက်ရခိုင်16အပိုင်းငယ်1ကနေ6ဖြစ်ခါเนาะကပောက်ရခိုင်16အပိုင်းငယ်1မှ6အာဗြဟံဤအာဗျံဤမယာစာရေ၌သာပွားခြင်းမရှိသဖြင့်အေဂုတုဤသူအာရအမည်ရှိသောကျွန်မတစ်ယောက်ရှိဖြစ်၍စာရဲကအကျွန်ုပ်အားသာပွားရသောအခွင့်ကိုသာဝရဘုရားပေးတော်မူအကျွန်ုပ်၏ကျွန်မတို့ဝင်ပါတော့သူအားဖြင့်အကျွန်ုပ်၏တိဆောက်ခြင်းရှိကောင်းရှိပါလိမ့်မည်ဟု
အာပြန်အားပြောဆို၍အာပြန်သည်စာရဲဤစကားကိုနားထောင်၏ထို့သောအာပြန်သည်ခါနန်ပြည်၌10 နှစ်နေပြီးမှအာပြန်ဤမယားစာရဲသည်မိမိကျွန်မအေဂုတုပြည်သူဟာရကိုယူ၍မိမိခင်မောအာပြန်သိမ့်ပွက်စီကိုအနှင်းလေ၏အာပြန်လည်းဟာရတန်တို့ဝေ၍ဟာရသည်ပရိသေဆွေ၏ဟာရသည်မိမိတွင်ပရိသေဆွေနေကြောင်းကိုသိလျင်မိမိသခင်မကိုမထီမဲ့မြင်ပြုလေ၏စာရဲကလည်းအကျွန်ုပ်ခံရသောအပြစ်သည်ကိုယ်တော်ကောင်းပေါ်၌တည်ရှိပါသည်အကျွန်ုပ်၏ကျွန်မကိုယ်တော်ရင်ခွင်၌အကျွန်ုပ်အနှင်းပါပြီသူသည်ကိုယ်၌ပရိသေဆွဲနေကြောင်းကိုသိလျင်အကျွန်ုပ်ကိုမထီမဲ့မြင်ပြုပါသည်တကားဟာရဘုရားသည်အကျွန်ုပ်နှင့်ကိုယ်တော်အမှုကိုစီရင်တော်မူပါစေတော်မူအာပြန်အားဆို၏အာပြန်ကလည်းသင်ဤကျွန်မသည်သင်ဤလမ်း၌ရှိ၏သူ၌ပြုခြင်းများပြုပါလို့စာရဲအားပြန်တော်လျင်စာရဲသည်ကျွန်မကိုပြင်းစေကျွန်မသည်သခင်မထံမှထွက်ပြေး၏ဒီမှာဘုရားအချိန်ကိုမဆောင်နိုင်တဲ့ဟာဂရရဲ့လုပ်ရက်အာဗြဟံကိုဘုရားသခင်ဟာအသက်85နှစ်မှာမင်းရဲ့ဆွေမျိုးသားချင်းပေါ့ပေါ်တွေကထွက်ခဲ့ပါငါပြလက်တတ်တော်ပြည်ကိုသွားပါလို့ဘုရားကခေါ်ထုတ်တာခါနန်ပြည်မှာနေတာတဲ့ဘယ်နှစ်နှစ်ရှိပြီလဲအပိုင်းငယ်3ပါနော်ထို့သောအာဗြဟံသည်ခါနန်ပြည်၌10 နှစ်ရှိပြီ85ထုတ်လာတာ10 နှစ်ဆိုတော့ပေါင်းလိုက်တော့85ရှိပြီဒါပေမဲ့ကလေးကမရှိသေးဘူးဘုရားကပြောတယ်မင်းကကောင်းကြီးပေးပြီးတော့လူမျိုးကြီးဖြစ်စေမယ်လူမျိုးအများတို့ရဲ့ဖခင်ဖြစ်စေမယ်ဒါပေမဲ့သားသမီးတယောက်မှမရှိသေးဘူးအခုကဘယ်လောက်ဖြစ်ပြီလဲ10 နှစ်တောင်ရှိနေပြီဘုရားရဲ့ဂတိတော်ကလည်းမပြည့်စုံသေးပါလားအာဂရကအကြံတစ်ခုပေးပါတယ်အေဂုတုပြည်ကိုသွားတဲ့အခါမှာဘယ်သူပါလာလဲဆိုတော့အာဂရပါလာတယ်အဲ့ဒီအာဂရကအေဂုတုအမျိုးသမီးလို့ပြည်သူလို့တမန်ကျမ်းစာမှာဖော်ပြဟာဂရသည်အာဗြဟံငကိုနေရင်မက်ဆိုပိုတေးမီးယားမီသောပေါတာမီဆိုရဲအဲ့ဒီတိုင်းပြည်ကထွက်လာတဲ့ဟောပါလာတဲ့သူမဟုတ်ဟာဂရဘယ်ကပါလာလဲအာဗြဟံတစ်ခေါက်နော်ကဘာဦးကျန်ခံပြီးစနစ်လောက်မှာခါနန်ပြည်မှာအလွန်အစခေါင်းသွားတဲ့ခါမှာအပိုက်ငယ်30ပါနော်ကဘာဦးကျန်ခံစနစ်အပိုက်ငယ်30ပါသူဘယ်ကိုသွားလဲအေဂုတုပြည်ကိုသွားအဲ့ဒီအေဂုတုပြည်ကိုသွားတော့သူ့မျိုးသမီးကိုသူကအရန်ချောတော့စာရာကအရန်ချောတော့သူအသက်ခံရမှာဆိုလို့သူ့ညီမလို့သူကသူ့နှမလို့သူလိန်ညာပြီးတော့ပြောလိုက်တယ်တကယ်တော့သူ့ညီမတော့ပါတယ်အမျိုးတော်တာနော်ဒါပေမဲ့သူကတကယ်ဆိုရင်တော့မျိုးသမီးကဇနီးပဲလေဒါပေမဲ့သူဘာလုပ်လိုက်လဲသူအသက်ခံရမှာဆိုလို့လိန်လေပြီးပြောလိုက်အဲ့တော့အေဂုတုဘုရင်ကသူ့မိန်းမကိုသိမ်းမယ်လို့လုပ်တဲ့အခါမှာဘုရားကဒဏ်ခတ်ပြီးတော့ဟာဘာလို့မင်းကကိုမိန်းမလို့မပြောတာလဲအခုငါတို့ဘုရားကမင်းဖះဘာလို့တော့မလဲဒဏ်ခတ်တော့မယ်တော့မင်းငါတို့ပြည်ကနေပြီးလိုချင်တာလေးယူသွားဆိုပြီးတော့အဲ့ဒီမှာနော်ကပောင်ကျန်ကန်ကြီး7မှာအပိုင်ငယ်20ကိုကြည့်ရင်ထိုတို့အာပြန်အမှုကိုစီ၍မိမိလူတို့အားမှားထားသဖြင့်သူတို့သည်အာဗြဟံ၌ရှိသမျှသောဥစ္စာနှင့်တကွသမီးမောင်နှံတို့အဲ့ဒါဇနီးမောင်နှံတို့ဘာလို့လဲနှုတ်လိုက်ကြ၏အာဗြဟံတို့ဘာတွေပြလိုက်လဲဥစ္စာရှိသမျှပြလိုက်တာအဲ့တော့အေဂုတုရဲ့ဥစ္စာတွေထဲမှာဘာပါလာလဲဆိုတော့အဲ့ဒီဂျွန်မဟာဂရဘာလို့လာလဲပါလာတယ်ဒါကြောင့်မို့အေဂုတုကပါလာတဲ့အရာအရန်ကြောက်ဖို့ကောင်းတယ်အေဂုတုဆိုတာလောကကိုပြောတာအဲ့ဒီလောကကဒုက္ခပေးတာအဲ့ဒီအေဂုတုကပါလာတဲ့ဟာဂရပါလာတဲ့ကြောင့်ဟာဂရငယ်သေးတဲ့အခါမှာ
စာရဲပဲရှိတယ်သူ့နာမည်ကအဲ့ချိန်မှာစာတော်မဖြစ်သေးဘူးအာဗြဟံကလည်းအာပြန်ပဲရှိသေးတယ်အဲ့တော့10နှစ်တောင်ရှိပြီငါတို့ကလေးမရတယ်ဒီမှာအေဂုရုကပါလာတဲ့ဂျုံမလည်းရှိတယ်မင်းသိမ့်ပိုက်လိုက်ပါဂျုံမဆိုတော့အဲ့ဒီချိန်မှာဂျုံဆိုတာကကိုလှုပ်ချင်တာကိုလှုပ်လို့ရတယ်တက်ပြလို့တော့ရပိုင်နိုင်နော်ဂျုံဆိုတာကိုယ့်ရဲ့အပိုင်ပဲအဲ့တော့သိမ့်ပိုက်လိုက်ဆိုတော့အာဗြဟံကလည်းနားထောင်တယ်ဒါကြောင့်ကိုကျမ်းစာထဲမှာအမျိုးသမီးနဲ့အမျိုးသားဘသူကနားထောင်နိုင်ဆိုတာပို့ရှိတယ်ဆိုရင်အမျိုးသားတွေကနားထောင်နိုင်ဆိုတာပို့ရှိတယ်ခုနကျမ်းပိုက်ပဲကြည့်လေဟိုးကဘာဦးမှာရော့စားဆိုတော့ဘာလို့လဲဘာမှမစင်စားဘူးတခါတည်းဘာလို့လဲစားမလိုက်နဲ့ဟိုဖျားသခင်ပြောထားတဲ့ဘာညာဂရိမရဘူးနော်အမျိုးသမီးကကြွေးရတယ်ဘာလို့လဲစားလိုက်အခုလည်းဒီမှာဟိုမှာလည်းဟာဂရပါတယ်တဲ့ဟာနော်အာဗြဟံတို့များနားထောင်နော်နားထောင်နိုင်တဲ့အစွမ်းအဲ့ဒီမှာပြဿနာတက်ပါလိမ့်ဖျားအချိန်ဖျားရဲ့ဂတိတော်ကိုမစောင့်တဲ့ပြဿနာဟာဂရနဲ့တွားအိတ်လိုက်တဲ့ပြဿနာကြောင့်ဣရှမေလဆိုတဲ့အမျိုးနွယ်ဝေးတာအဲ့ဒီဣရှမေလကိုနှင်ထုတ်ဖို့ဖျားကပြောတဲ့အခါမှာအာဗြဟံကသိခတ်တယ်တဲ့ကျွန်တော်သားလေးတဲ့ကျွန်တော်ဘလို့နှင်ထုတ်ရက်မလဲအာဗြဟံမင်းမနှင်ထုတ်လို့မရဘူးမင်းစိတ်မပူနဲ့တဲ့အဲ့ဒီဣရှမေလကိုလည်းငါဘာလုပ်မလဲကောင်းကြီးပေးမယ်ဣဇက်နဲ့အတူတူအဝေခံလို့တော့မရဘူးအသက်တရားမှာတော့ဘုရားရဲ့ဂတိတော်နဲ့ဆိုင်တဲ့ဣဇက်ကိုရပါတယ်အာဗြဟံကဘုရားကသူ့ဂတိတော်ကအချိန်တန်ရင်ပြည့်စုံတာဒါပေမဲ့ဘုရားအချိန်မရောက်ခင်တွားပြီးတော့ဆန္ဒဆောလိုက်တာပြဿနာဒီနေ့ထိပဲမိကိုကြွက်လျှောက်တယ်နော်ဒါကြောင့်ဘုရားအချိန်ကိုမစောင့်ရရလေဒီနေ့ထိပြဿနာပဲအာရနဲ့အေဝါဘုရားအချိန်မစောင့်လို့အပြစ်တရားကဒီနေ့ထိဒုက္ခလိုက်ပေးနေတာကျွန်တော်တို့ဒီနေ့ထိပဲဇာတိသဘောအထဲထဲမှာငါဆိုတဲ့ຢာဒီနေ့ထိဒုက္ခလိုက်ပေးနေတော့ပဲအာဗြဟံဆာရာနဲ့အာဗြဟံနဲ့ဘုရားအချိန်ကိုမစောင့်လိုက်မိတဲ့အတွက်ကြောင့်ဒီနေ့ထိဣသရေလနဲ့ဣရှမေလအမျိုးနွယ်နှစ်ခုကအရှိလေပိုင်းမှာတောက်လျှောက်ပြဿနာတက်တာဟောဒီနေ့ထိစစ်ပွဲတွေဖြစ်နေတော့မှာနော်ဒါကြောင့်မို့ဘုရားအချိန်ကိုမစောင့်ခြင်းဟာကျွန်တော်တို့ကအကျိုးနည်းစေတယ်။တော့ဘုရားအချိန်ကိုစောင့်တတ်ပါလူပေါ်လည်းပြဿနာဗျ။အဲ့ဒီစောင့်အောင်ပဲလို့ဆိုရင်ဘုရားနဲ့ချက်ချင်းပဲအခုပဲချမ်းသာစေပါအခုပဲချမ်းသာစေပါချက်ချင်းပဲကျွန်တော်ဆွတောင်းရလေချက်ချင်းပဲဘုရားသခင်ဦးချက်ချင်းပဲလုပ်ပါကြဘတော့မှကျွန်တော်ကစောင့်ဘုရားအချိန်ကိုစောင့်တတ်တဲ့အလေးထားမရှိဘူး။ဒါကြောင့်မို့ဘုရားကအာဗြဟံကိုစကားမပြောတော့85နှစ်မှာစမားတာ86နှစ်မှာဣရှမေလကိုမွေးတယ်ဘုရားဘာမှပြောတော့ဘလောက်ကြာသွားလဲဆိုတော့အာဗြဟံအသက်ဘလောက်မှဘုရားစစကားပြောလိုက်တာကပောင်ကျဲခန်းကြီး7ခုကြည့်အပိုက်ငယ်1ကိုကြည့်အာဗြဟံအသက်69နှစ်ရှိတော့ခါဘုရားအာဗြဟံဘလောက်မှစပြောလဲ69နှစ်69တွေက86ကိုနှုတ်ရင်ဘယ်လောက်ကြာလဲ73နှစ်လောက်ကြာနော်73နှစ်အဲ့ဝန်းကျင်လောက်ကြာဘုရားကအာဗြဟံနဲ့အဆက်အသွယ်မလုပ်တော့အဲ့မှာ69ရောက်တဲ့အခါမှာထာဝရဘုရားသည်အာဗြဟံကထင်ရှားတော်မူ၍ငါသည်အနန္တတကုရှင်ဘုရားသခင်ဘုရားသူ့ကိုယ်သူမိတ်ဆက်တယ်ဘယ်လိုမိတ်ဆက်လဲAlmighty God အနန္တအတိတ်ပဲပါလားငါမတက်နိုင်နေရပါတခုပါမင်းထင်တာကမင်းမျိုးသမီးကမြုံနေတယ်မင်းကအသက်ကြီးပြီငါမတက်နိုင်တော့ဘူးလို့ထင်လို့လားငါနာမည်ကိုကြည့်လိုက်အောင်အနန္တတကူရှင်တကူတော်မှာအနန္တအဆုံးအစမဲ့တယ် Almighty God ငါမတက်နိုင်နေရပါတခုပါအဲ့ဒီစကားလုံးနဲ့ဘုရားမိတ်ဆက်ခဲ့ငါရှိမှတွာလာ၍စုံနေခြင်းရှိတော့ဘုရားသခင်တတိပေးတယ်မင်းငါရှိမှတွာလာပြီးတော့ဘာလို့ပါကိုယ့်အကျင့်စီနဲ့ကိုရှောက်ရှောက်မလုပ်နဲ့ဘုရားကိုမဆောင်ဘဲနဲ့ကိုယ့်ရဲ့စိတ်ကူးအကျင့်စီနဲ့ကိုယ့်ဉာဏ်ကိုပြီးတော့မလုပ်နဲ့ဘုရားအချိန်တိုင်းအလုပ်လုပ်ပဲဘုရားအချိန်ကိုစောင့်တတ်ပါစေအဲ့ဒါကိုသင်ပေးလိုက်တယ်သဘောပေါက်သွားတယ်အာဗြဟံသူဘုရားကိုယုံကြည်မျှော်လင့်တဲ့အတိုင်းပဲဘုရားကသူ့နာမည်ကိုအရင်ပြောင်းလိုက်69မှာနာမည်ပြောင်းလိုက်100မှာသားဣဇက်ကိုရတယ်
69မှာဘလို့နာမည်ပြောင်းလဲအာပြန်ကနေပြီးတော့အာဗြဟံမြင့်မြတ်တဲ့ဖခင်ကနေပြီးတော့လူမျိုးအများတို့ရဲ့ဖခင်အာဗြဟံလို့ခေါ်တိုင်းမှာဟာလူမျိုးစုကြီးရဲ့ဖခင်ကြီးဒါပဲသားသမီးတယောက်ပါမရှိသေးဘူးဘုရားကယုံကြည်ခြင်းကိုအရင်ဆုံးပြုစုပေးစာရဲဆိုတာ princess မင်းသမီးနာမည်ပြောင်းလိုက်တဲ့စာရာဆိုတာ all nation of mother လေလူမျိုးတကာတို့ရဲ့မိခင်ကြီးဒါပေမဲ့ကလေးတယောက်မှာအဲ့ရတဲ့မျိုးတော်မျိုးနေသေးတယ်ဘုရားသခင်အရင်ဆုံးပါထည့်ပြီးလေယုံကြည်ခြင်းကိုအရင်ဆုံးပြီးဆောက်တယ်ဒါကြောင့်မို့ယုံကြည်ခြင်းရှိတဲ့သူပဲဘုရားကိုစောင့်ယုံကြည်ခြင်းအားနည်းတဲ့သူကဘုရားကိုမစောင့်ဘလို့ချင်တာလဲဒါကြောင့်ဘုရားကိုယုံတဲ့သူပဲဘုရားကိုစောင့်တတ်တာဖြစ်တယ်သင်ဘုရားကိုယုံရင်ဘုရားအချိန်ကိုစောင့်တတ်ပါလားဘုရားကိုမယုံရင်တော့ဘုရားကြာတယ်ဗျာကိုယ့်ဘာကိုပဲထားလုပ်လိုက်တာကောင်းပါလေကိုယ့်ဘာကိုလုပ်လိုက်တော့မှဒါနဲ့အေဝါကိုယ့်ဘာကိုလုပ်လိုက်တဲ့အမှားကြောင့်အဲ့ဒီအပြစ်တရားသည်ဒီနေ့ထိအကျုံးဝင်တယ်အပြစ်တရားကြီးခါပါလေဘုရားစကားကကောင်းငင်နေမြေကြီးမတည်ရင်တော့ငါစကားတည်လိမ့်မယ်ဤသီးကိုဆိုင်ဧကံမှသိမယ်ဆိုတာဘု து စကားလေဘုရားစကားတည်လားမတည်ဘူးလားတည်တာပေါ့ဒါကြောင့်လူသားအလုံးသိရတယ်မဟုတ်ဘူးလားကျွန်တော်တို့ကိုဘုရားသခင်ကဒီခန္ဓာကိုယ်ကြီးကိုမသိအောင်လုပ်ပေးတာမဟုတ်တော့ဒီခန္ဓာကိုယ်ကြီးကသေလို့တော့လေဝိညာဏခန္ဓာကိုယ်တစ်မျိုးကိုဘုရားပြင်ဆင်လိုက်အံ့ဩစရာကြီးဒါကြောင့်မို့ကျွန်တော်ယုံကြည်သူတွေလည်းခရစ်တော်တိုင်းအိပ်ပြောရရေးလဲဘာလို့ရတာပဲလဲသိရတာပဲလေဒါပေမဲ့ကျွန်တော်တို့ကိုသိခြင်းမှလမ်းဆုံးသွားတာမဟုတ်သေလွန်တော့လေရှင်းလိမ့်မယ်သေခြင်းနဲ့အစင်မပြတ်ကင်းလို့မယ်ဆိုတာဘာလို့လဲဒီခန္ဓာကိုယ်ကြီးမသိရတော့ဘူးပြောတာမဟုတ်သင်ဟာဖျားနဲ့ထာဝရအဆက်ရသွားတယ်ဘယ်တော့မှမအိုမနာမသိနိုင်တဲ့ဝိညာဏခန္ဓာကိုယ်ကိုရဖို့ဘုရားကပြင်ဆင်ထားတယ်ဘယ်လိုမျိုးလဲဆိုတော့သခင်ရှု3ရက်တော်လေးမှာရှင်ပြန်ထမြောက်တဲ့ခန္ဓာကိုယ်မျိုးဖြစ်တယ်ဒီနေ့ခရစ်ယာန်တွေအမှတ်မှားတဲ့အရာတစ်ခုရှိတယ်ယေရှုကလောင်ဝါကတိုင်းမှာငါတို့တို့ဆင်းရဲဒုက္ခကိုခံပြီးသွားပြီယုံကြည်သူမှရင်ဘာဆင်းရဲဒုက္ခမှခံရမှာလို့တော့အဲ့ဒါမှားပါတယ်ယုံကြည်သူမှရင်ဆင်းရဲဒုက္ခမခံရတာမဟုတ်ဆင်းရဲဒုက္ခကိုအောင်မြင်သွားတာယေရှုကငါတို့တို့လောင်ဝါကတိုင်းမှာဒဏ်ချက်အပြင်ငါတို့အနာဘာလုပ်ပြီလဲပျောက်ပြီးယုံကြည်သူမှရင်ဘာယောဂါမှဖြစ်เสียမလိုတော့ဘူးယေရှုကငါတို့တို့ဒဏ်ချက်တွေခံပြီးသွားပြီအဲ့ဒါမှားပါတယ်ယုံကြည်သူဖြစ်ရင်လည်းယောဂဖြစ်လားမဖြစ်လားဖြစ်တာပဲယောဂမဖြစ်တာမဟုတ်ယောဂဖြစ်တော့ကြလဲအဲ့ဒီယောဂကိုအောင်မြင်သွားတာအဲ့ဒီယောဂကကျွန်တော်တို့ကိုစိတ်ပြတ်သွားအောင်လုပ်လို့မရအောင်ယောဂရှိလဲငြိမ်သက်နေတာအဲ့ဒါယောဂကိုအောင်သွားတယ်ဒါကြောင့်ဘုရားသခင်ကဘာကိုပေးတာလဲမခံရတော့အောင်လုပ်ပေးတာမဟုတ်အောင်ခြင်းခွင့်ကိုပေးတယ်ဘုရားသခင်အောင်မြင်ခြင်းခွင့်ကိုပေးတယ်လောကနဲ့တရားစုံစမ်းခြင်းနှောက်ယှက်ခြင်းတွေကျွန်တော်မခံရတာမဟုတ်ခံစဉ်ပင်ထိုအမှုခတ်သိမ်းလို့ကိုခံစဉ်ပင်အထူးသဖြင့်အောင်မြင်တယ်ဒါကြောင့်မို့ဒါအောင်နားလည်ဖို့ဖြစ်ပါတယ်တချို့အားလုံးနားမလည်တဲ့အခါမှာယုံကြည်သူဘုရားသားသမီးယောဂဖြစ်နေရင်အခုများမှားနေတာလားယုံကြည်သူဘုရားသားသမီးကဒုက္ခဆင်းရဲခြင်းတွေတွေ့နေအခုများမှားနေတာလားမဟုတ်ပါဘူးမိတ်ဆွေကျွန်တော်တို့ဘဝအသက်တာထဲမှာကိုယ့်ဘာကိုရှာတဲ့ဒုက္ခဆိုတော့မပြောတတ်ဘူးဒါပေမဲ့ကိုကဘုရားနဲ့မှန်အောင်နေလျက်ပဲယောဘကဲ့သို့ဒုက္ခတွေရောက်နေရင်လည်းသင်ရဲ့ဘဝအသက်တာထဲမှာအောင်မြင်တော့ခွင့်ကိုဘုရားပြည့်စုံထားတယ်အဲ့ဒီဒုက္ခအခက်ခဲတွေကိုမကြုံရတာမဟုတ်တော့ဒါမှမဟုတ်သခင်ရှိပါပြောလဲသင်တို့ဒီလောက၌ဆင်းရဲဒုက္ခကိုခံရလိမ့်မယ်တဲ့မခံရဘူးပြောခံရမယ်တဲ့သို့တော်လည်းမဆိုးနေငါဒီလောကကိုသခင်ရှိပေးတာဒီမခံရတဲ့အသက်တာမဟုတ်အောင်မြင်တဲ့အသက်တာအောင်မြင်တဲ့ဆိုတာခံရသည်ဖြစ်စေမခံရသည်ဖြစ်စေအေးဆေးပဲမုံတိုင်းမကြုံတဲ့အသက်တာမဟုတ်မပြိုနေတဲ့သက်တာဖြစ်တယ်စုံစမ်းခြင်းမခံရတာမဟုတ်စုံစမ်းခြင်းကိုအောင်မြင်တဲ့သက်တာဖြစ်တယ်တိုက်ပွဲမရှိတဲ့သက်တာမဟုတ်တိုက်ပွဲကိုအောင်မြင်တဲ့သက်တာဖြစ်တယ်ဖျားပေးတဲ့အရာဒီကျွန်တော်တို့ယုံကြည်သူတွေနေလေအပြစ်တရားရဲ့အခသေခြင်းကိုကြုံရတော့ညာလေသေခြင်းကြုံရတော့ညာလေအဲ့ဒီသေခြင်းကိုဘာလို့လဲသေခြင်းဒီအောင်ခြင်းတိုင်းအဲ့ဒီသေခြင်းတရားအောင်မြင်သွားတာဒါကြောင့်မို့ကျွန်တော်တို့ရဲ့ရုပ်ခန္ဓာဒီပုတ်တက်သောအရာဖြစ်တယ်ဒီခန္ဓာကိုယ်နဲ့ကောင်းတဲ့နိုင်ငံဝင်လို့မရအောင်ဒီခန္ဓာကိုယ်ဆွဲလိုက်ရင်မှားပြီအဲ့ဒီပုတ်တက်သောအရာကမပုတ်နိုင်သောဖြစ်ကိုဝင်စားမှုရတဲ့ဘုရားကဒီခန္ဓာကိုယ်နေရာမှာဝိညာဏခန္ဓာကိုယ်ကိုပြောင်းလဲဖို့ဘုရားကမလုပ်လိုက်လေပြင်ဆင်ပေးလိုက်တယ်ဒါကြောင့်မို့ဒီခန္ဓာကိုယ်မှာယောဂဖြစ်နေလေသင်ဘာမှဝမ်းနဲ့စိတ်ပြည့်စရာမလို
သင်ဟာအတွင်းဝိညာဉ်ထဲမှာထာဝရနဲ့ဆိုင်တဲ့ကျမ်းမာခြင်းကိုခံစားပြီးတာဖြစ်တယ်ဒီခန္ဓာကိုယ်သေသွားတော့ကြလဲသင်ရဲ့အထက်ကဝိညာဉ်ကထာဝရအသက်ရှင်ဖို့အတွက်ဘာအသက်ကိုရပြီလဲထာဝရအသက်ကိုရပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်စီတိုင်းယုံကြည်သူဘုရားသားသမီးကိုဘုရားကပေးတဲ့ရာကအောင်မြင်ခြင်းဖြစ်တယ်သေလို့တော့လဲအသက်ရှင်လိုက်တယ်သေခြင်းနဲ့အစင်မပြတ်ကင်းလို့မယ်ဆိုတာကဖျားနဲ့ဘတော်မှမကွဲကွာတော့ဘူးဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကတော့ဘာလုပ်နေတာလဲအပြစ်သင့်သွားပြီဒီခန္ဓာကိုယ်ကြီးနဲ့မခွဲခြင်းလို့မရအောင်ဒီခန္ဓာကိုယ်ကြီးနဲ့တနေ့ဘာလုပ်အောင်မလဲခွဲရမယ်ဒါပေမဲ့ဝိညာဏခန္ဓာကိုယ်ဘုရားဟောတာလဲပြင်ဆင်တာလေအတိတ်ပဲကျွန်တော်ပြောနေတာကဖျားကစကားပြောရင်သူ့စကားအတိုင်းသူဘာလုပ်လဲတီးတယ်ဒီသီးကိုစားရင်ဧကမသေရမယ်ဆိုအဲ့ဒီသေခြင်းတရားဘာလုပ်နေလဲဒီနေ့ဒီတီးနေတယ်သေခြင်းတရားတီးနေတယ်လို့ဘုရားကငါ့ကိုယုံကြည်တော်သူသည်သေလို့တော့လဲရှင်လိမ့်မည်ငါမှန်ကန်ဆိုဒီကငါ့ကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရဤလို့ပြောတဲ့ကြောင့်ရှင်ခြင်းတရားကလည်းတည်နေတယ်။အဲကြောင့်မို့ယေရှုခရစ်တော်ဘုရားကိုယုံရင်သင်ဟာအသက်ရှင်ရတဲ့ခွင့်ထာဝရအသက်ကိုရတဲ့ခွင့်ဘုရားကပြင်ဆင်ပေးတယ်ဆိုတော့နားလည်ဖို့အင်မတန်ရည်ကြည်ပါ။ဒါကြောင့်ကျွန်တော်စီတိုင်းဘုရားကတကစုံတစ်ခုမလုပ်ခင်မှာအရင်ဆုံးဘာလုပ်လဲဆိုတော့ယုံကြည်ခြင်းကိုထည့်ပေးတယ်။အာဗြဟံကိုသားမပေးခင်မှာအရင်ဆုံးနာမည်ပြောင်းတယ်။ဘာလို့နာမည်ပြောင်းတာလဲ။သူ့နာမည်ကိုခေါ်တိုင်းမှာယုံကြည်ခြင်းရှိလာဘုရားကလုပ်ပေးတာဖြစ်တယ်။စာရာဘုရားသခင်စာရဲဆိုတဲ့နာမည်ကနေဘာလို့ပြောင်းပေးလဲသူ့နာမည်ကိုခေါ်တိုင်းမှာအထဲထဲမှာဘာရှိလာဖို့ယုံကြည်ခြင်းရှိလာဖို့အတွက်ကိုဘုရားကလှုပ်ဆောင်ပေးနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်စီတိုင်းကျွန်တော်တို့ဘဝတတာထဲမှာဘုရားသခင်ကသူ့အချိန်တန်တဲ့အခါမှာဘုရားကလှပစွာအလုံးလုံးမှာဘုရားဖြစ်တယ်။အချိန်ကိုစောင့်တတ်ပါသေးတယ်။နောက်ဘုရားကိုမဆောင်နိုင်လို့ပြဿနာတက်တဲ့ကိစ္စတစ်ခုဖတ်မြောက်ကျမ်းခန်းကြီး32အပိုင်းငယ်1ကနေ6ထိဖတ်ကြည့်အောင်ဖတ်မြောက်ကျမ်းခန်းကြီး32ဒီနေ့တမန်ကျမ်းစာသင်ကြားခြင်းဆိုတော့ကျမ်းစာတွေကဖတ်တာပေါ့နော်အဲ့တော့ဒီမှာလည်းတိတ်မဖတ်ဖြစ်ဘူးဖတ်မြောက်ကျမ်းခန်းကြီး32အပိုင်းငယ်1မှ6မောရှေသည်တောင်ပေါ်မှာကြာမြင့်စွာရှိနေသောကိုလူများတို့သည်သိမြင်သောအခါအာရုံတန်တို့စီဝေကြ၏ထာပါငါတို့ရှိမှသွားရသောဘုရားတို့ကိုငါတို့ကိုလုပ်ပါငါတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်ခဲ့သောထိုမောရှေ၌အဘယ်သို့ဖြစ်သည်ကိုငါတို့မသိပါဘူးပြောဆိုကြ၏အာယုန်လည်းသင်တို့မယားသာသမီများ၏နား၌ရှင်သောရွှေနှောင်းများကိုချွတ်၍ငါထံသို့ဆောင်ခဲ့ကြဟုဆိုလျှင်လူပေါင်းတို့သည်မိမိတို့နား၌ရှင်သောရွှေနှောင်းများကိုချွတ်၍အာယုန်ထံသို့ဆောင်ခဲ့ကြ၏အာယုန်သည်လည်းလက်ခံ၍နွားတငယ်ရုပ်ပုံကံကိုကညစ်နှင့်ရေးသားပြီးနှင့်သုံးလေ၏လူများတို့ကလည်းအိုဣသရေလမျိုးဤဘုရားသည်သင်ကိုအေဂုတုပြည်မှနှုတ်ဆောင်ခဲ့သောသင်၏ဘုရားဖြစ်တော်မူသည်ဆိုကြ၏အာယုန်သည်ထိုမှုကိုသိလျင်ရုပ်တုရှိမှရစ်ပလင်ကိုတည်၍နက်ခံနေသည်ဘာဝရဘုရားဖို့ဝဲခံရသောနေ့ဖြစ်သည်ဟုတက်ကိုနေ၍ကြော်ညာစေ၏နက်ပြန်နဲ့ဆောဆောလူတို့သည်ထ၍မိရှုရာ၏မိစ္ဆာယရည်တို့ကိုပူဇော်ပြီးမှစားတော့လျက်အိုင်နေကြ၏နောက်တစ်ပံတာကိုမြူတူခြင်းဟာဟာကြ၏ဒီမှာမောရှိကပြည်နာတောင်မှာပြည့်ညတ်တော်ဆေဝါတွားယူတော့ကြာပြီတဲ့နော်ငါတို့ဒီမှာစောင့်နေရတော့ကြာပြီတဲ့မောရှိလည်းသိပြီလားမသိဘူးလေဘာဖြစ်လဲမသိဘူးတဲ့အဲ့တော့ထားပါတဲ့ငါတို့ရှေ့မှာတွားဖို့ဘုရားတို့ကိုငါတို့ကိုလောက်ပါအာယုံလာပြောတော့အာယုံကလည်းမင်းတို့သားသမီးတွေမှာရှိတဲ့နားမှာပန့်စင်ထားတဲ့ရွှေနှောင်းတွေကိုချုပ်ပြီးတော့ငါးစီမှာယူလာခဲ့
အဲ့တော့အားလုံးကချွတ်ပြီးတော့ယူလာကြနော်အဲ့ဒီရွှေနဲ့တောင်းတွေကဘယ်ရအခုတို့ကရတယ်သူတို့တစ်သက်လုံးကြုံခံလာတာဘာမှပတ်စံမရအောင်နော်တစ်သက်လုံးဒုက္ခဆင်းရဲခြင်းနှစ်ပေါင်း400လောက်ကအဲ့မှာဒုက္ခရောက်တာအခုတို့မှာနှစ်ပေါင်း430မှာကောင်းစားတဲ့အချိန်ကာလကနည်းနည်းလေးကျန်တဲ့အချိန်ကကြုံဖြစ်တာထွက်လာကန်ဒီမှာဖခင်ကသူတို့ကြုံခံတဲ့အဖိုးခါကိုပြန်ပေးတာနော်ပြန်ပေးတာအဲ့ဒီညမှာအခုတို့လူတွေစီမှာတောင်းအခုတို့လူတွေရဲ့နှလုံးသားထဲမှာလဲစေတနာစိတ်ကိုဖခင်ကထည့်ပြီးတော့ဟိုချွတ်ပေးတာရှူနဲ့တောင်းလေးအကုန်ပေးတာနော်အခုတို့ဘီယာပါလာတဲ့အရာတွေကပြန်ဒုက္ခပေးအာဗြဟံကြည့်နော်အခုတို့ဘီယာပါလာတဲ့ဒီဟာဂရကြောင့်ဘာဖြစ်တော့လဲဒုက္ခရောက်သွားအခုလေအခုတို့ဘီယာပါလာတဲ့ဘာလဲရွှေတွေကြောင့်အဲဒီရွှေတွေယူလာခဲ့ဆိုတော့အကြီးကျိုးသွန်းပြီးတော့လှုပ်လိုက်တာနွားတငယ်ရုပ်ဖြစ်တော့အဲ့ဒီနွားတငယ်ရုပ်ထုကိုဘာပြောလဲအိုးဣသရေလမျိုးဤဖျားသည်သင်ကိုအေဂုတုပြည်မှာနှုတ်ဆောင်သောသင်ဤဖျားဖြစ်တော်မူသည်ဟုဒီဖျားပဲတဲ့ဟာဟိုမှာဖျားသခင်ကဒီလောက်ပင်လည်းဒီခွဲပြီးလောက်တာအခုသူတို့ကဖျားကိုဘာနဲ့ကောင်းနိုင်လဲလူချင်းချင်းတော့နွားလို့ပြောရင်မကြိုက်တော့အခုဣသရေလမျိုးဖျားကိုဘယ်လိုခေါ်လဲအာပြီးပါလေဖျားကိုနွားလို့တတ်မှတ်တယ်ဒါပေမဲ့သူတို့တော့ဝရိယကောင်းတယ်ဗျနည်းနည်းစောစောထားတယ်နော်နည်းနည်းစောစောထားတယ်တဲ့မီးရှို့ရာကြီးမိသားကြီးတို့ကိုဘာလို့လဲပူဇော်တယ်ဟာမနက်စောစောထားပြီးတော့နော်အဲ့ဒီနွားသခင်ရုပ်ကိုဘာလို့လဲပူဇော်တာအဲ့ဒီမှာဖယားသခင်ကအပိုင်းငယ်9မှာကြည့်စင်းသွားလိုက်တော့မောရှိဟိုမှာအေဂုဒုလူကနေအေဂုဒုပြည်ကနေနှုတ်ဆောင်ခဲ့တဲ့မင်းတို့လူတွေဘာလုပ်နေပြီလဲဖောက်ပြန်နေပြီငါမှာထားသောလမ်းတွေအမြန်လွဲသွားပြီးတော့တဲ့နွားတငယ်ရုပ်ကိုသွန်းပြီးဣသရေလအမျိုးတဲ့ဤဖျားတင့်ကိုအေဂုတုပြည်မှာနှုတ်ဆောင်ခဲ့သောဖျားဖြစ်တယ်ဟုဆိုလဲရုပ်ထုရှိမှပူဇော်ကိုးကွယ်ကြပြီသူတို့တက်လာတဲ့မှာကိုးကွယ်ခြင်းမှားသွားတာတကယ်တော့မောရှိကိုစောင့်မောရှိကတောင်ပေါ်ဖျားနဲ့သွားတွေ့တယ်ပြည့်ညတ်တော့သွားယူတယ်သူတို့မစောင့်နိုင်တော့ငါတို့မောရှိကိုဘယ်လောက်ထိကြာစောင့်အောင်ပါလဲငါတို့ဟိုမှာသွားမယ်သူတို့ဘာလုပ်ချင်တာငါတို့ရှေ့မှာသွားတော့ဖျားရှေ့မှာဘာအန်နေရှိတယ်မသိငါတို့ရှေ့မှာသွားတယ်ဖျားဘာလို့သူဘယ်ပဲသွားချင်လဲအရှေ့ပဲသွားချင်ငါတို့ရှေ့ဆက်သွားမယ်ငါတို့ဘယ်သွားမှာလဲခါနာမီကိုသွားမှာငါတို့ရောက်ချင်တယ်ဒီမှာဘယ်လောက်ထိစောင့်အောင်ပါလဲဒီတော်ထဲမှာမစောင့်နိုင်မောရှိလည်းသိပြီလားမသိဘူးအဲ့ဒီလိုမစောင့်နိုင်တဲ့အခါမှာသူတို့အားလုံးအဲ့ဒီနေ့မှာလူ3000ပြေဆုံးသွားပြည့်ညက်တရားပေးတဲ့နေ့မှာပဲလူတော့ပြေသွားတယ်လူ3000ပြေသွားတယ်အဲ့မဲ့ဂျေဇုတရားကာလမှာပေတရုတရားဟောတဲ့ခါမှာတော့လူ3000ပြောင်းနေသွားတယ်ဓမ္မဟောင်းနဲ့ဓမ္မသစ်3000ချင်းတူရနော်3000ပြေသွားတယ်ဒီဘက်က3000ကကဲတင်ကြီးရထာဝရသက်ကိုရဒါကြောင့်မို့ဂျေဇုတရားကကျွန်တော်တို့ကိုလွတ်မြောက်စေပြည့်ညက်တရားကသိခြင်းကြောင်းပဲအဲ့ဒီလိုပြောလို့ပြည့်ညက်တရားမကောင်းတာဟောတရားကောင်းတယ်လူကမကောင်းတာတရားကောင်းတယ်နော်လူကမကောင်းတာဘာလို့တရားဘုရားစီရလာတာပဲလေမကောင်းစရာပါရှိတယ်တရားကောင်းတယ်လူကမကောင်းလူကဘာလို့မကောင်းတာလဲဟောကဘာဦးအာရနဲ့အေဝါလောက်လိုက်တဲ့အဲ့ဒီမဆောက်နိုင်ခြင်းဆိုတဲ့အဲ့ဒီအပြစ်အသီးကစားလိုက်တော့လူကဘယ်ထဲမှာကြာဆင်းသွားလဲအပြစ်ထဲမှာကြာဆင်းသွားဖခင်ရဲ့တရားကဖြောင့်မတ်တန်ရှင်းတယ်လူကမဖြောင့်မတ်မတန်ရှင်းဘူးဖခင်ရဲ့တရားကိုလူကမလိုက်နိုင်တဲ့အခါမှာပေါက်ကြရတယ်အကုန်လုံးလုံးပြီးကုန်။ဒါကြောင့်မို့ဂျေဇုတရားဆိုတဲ့ယေရှုခရစ်တော်ဘုရားကမလုံနိုင်တဲ့လူတွေလာလုပ်ပေးတယ်။ကျွန်တော်တို့မကျင့်နိုင်တဲ့အရာတွေသူကျင့်ပေးတယ်။ကျွန်တော်တို့မဆောက်ရှောက်နိုင်တဲ့အရာတွေသူဆောက်ရှောက်ပေးတယ်။နောက်ဆုံးလောဝါကလိုက်မှာကျွန်တော်တို့အပြစ်ကိုစားအသေးခံပေးတယ်။မသေးလို့မရအောင်။ဘာလို့ဖခင်စကားရှိတယ်။အပြစ်တရားရဲ့အခါဒီအဲ့ဖခင်စကားအတိုင်းပဲယေရှုဒီမလုပ်ပေးရလဲအသေးခံပေးရတယ်။ဒါပေမဲ့ကျမ်းစာလာတဲ့အတိုင်းပဲယေရှုဒီသုံးဝဲမြောက်သောနေ့မှာရှင်ပြန်ထားမြောက်တယ်။ဒါကြောင့်မို့သခင်ရှုကိုယုံကြည်တော်သူဟာသေလွန်တော်လဲရှင်ရတဲ့ခွင့်သေခြင်းကိုပဲအောင်ရတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးခဲ့တယ်။ဒါကြောင့်မို့ဣသရေလလူမျိုးတွေမစောင့်နိုင်တဲ့အခါမှာနွားငယ်ရုပ်ထုကိုကိုးကွယ်ပြီးတခါတည်းကျွန်တော်တို့လည်းဖခင်အချိန်ကိုမစောင့်နိုင်တဲ့အခါမှာကိုးကွယ်ပြီးတာတွေဘာလို့လဲ
သွားပြီးတော့ကိုးကွယ်ပြီးဖယားကိုစောင့်အောင်မယ်စာလူတွေကိုသွားအားကိုးတဲ့ခါမှာသင်ရုပ်ထုကအဲ့ဒီလူဖြစ်သွားတယ်ဖယားအချင်းကိုစောင့်အောင်မယ်စာသင်ရဲ့အလုပ်ကိုသွားအားကိုးပြီးတဲ့ခါမှာသင်ရဲ့ရုပ်ထုကအဲ့ဒီအလုပ်ဖြစ်သွားတယ်ဖယားအချင်းကိုစောင့်အောင်မယ်စာဘယ်သူစီကပတ်စံသွားချင်းကောင်းမလဲငါအိမ်မှာဘာသွားပေါင်ရင်ကောင်းမလဲအဲ့ဒီရကကျွန်တော်တို့ရဲ့ရုပ်ထုဖြစ်သွားတတ်တယ်ဒါကြောင့်ရှင်သောစီတိုင်း God timing ဖယားရဲ့အချိန်ထဲမှာအသက်ရှင်တော်သူဖြစ်ပါဘူးဖယားကအချိန်မတန်မဲနဲ့ဘာမှမလုပ်ဘူးအချိန်တန်မှလျှောက်ပတ်စွာဖန်ဆင်းတဲ့ဖယားဖြစ်သူ့အချိန်နဲ့သူပဲဖယားမှာသူ့အချိန်နဲ့သူရှိတယ်ကျွန်တော်တို့ကသာလောနေတာကိုယ့်အချိန်ထဲမှာဖယားဘာလို့ဥရတိမလုပ်သေးတာလဲဆိုပြီးတော့လောနေတာဖယားကသူ့အချိန်နဲ့သူပြင်ဆင်ပြီးသားပါကျွန်တော်တို့ရဲ့မြန်မာပြည်အတွက်ကောကျွန်တော်တို့မိသားစုအတွက်ကောကျွန်တော်တို့အသက်တာအတွက်ကောအားလုံးဘုရားကသူ့အချိန်နဲ့ဒီကဘာကြီးကိုလည်းဘုရားကသူ့အချိန်နဲ့သူ့ရဲ့ plan တွေထဲမှာအကုန်ရှိပြီးသားပဲသင်အဲ့ဒီဘုရားရဲ့အချိန်ကိုသိသွားရင်စိတ်မလောတော့သင်ရဲ့အသက်တာမှာဘုရားသခင်ကိုပဲယုံပြီးတော့အသက်ရှင်တတ်သွားတယ်ဘုရားကိုမစောင့်ခြင်းဟာဘုရားကိုမယုံလို့ပဲဘုရားကိုစောင့်တဲ့သူဟာဘုရားကိုယုံတယ်ဘုရားသခင်ငါ့ကိုကြွေးမယ်ဆိုတာယုံတယ်ဘုရားခင်ငါ့ကိုမဆမယ်ဆိုတာယုံတယ်ဒီလိုအခက်အခဲတွေကြားထဲမှာဘုရားအတူရှိနေတယ်ဆိုတာယုံတယ်အချိန်တွေမပြောင်းလဲပေမဲ့အဲ့ဒီဘုရားကမပြောင်းလဲတဲ့ဘုရားကလည်းသူရှိတယ်ဆိုတာယုံနေတယ်ဒါကြောင့်မို့ကျွန်တော်စီတိုင်းဣသရေလလူမျိုးတွေသူတို့ဘဝအသက်တာထဲမှာဆုံးရှုံးသွားတယ်အေဂုတုပြည်ကနေထွက်လာပြီးတော့ခါနာန်ပြည်ရောက်မလားလို့တော့သူတို့စိတ်နှောတာသွားကျင်တာဒါကြောင့်ဘုရားသခင်ကမင်းတို့ခရီးသွားတဲ့အခါမှာတဲ့မိုးတိမ်ကိုကြည့်ပါမိုးတိမ်ရွေ့ရင်မင်းတို့ခရီးသွားပါမိုးတိမ်ရက်ရင်မင်းတို့ရက်နေပါအဲ့ဒီမိုးတိမ်ရက်နေတဲ့အချိန်မှာအဲ့ဒီမိုးတိမ်ရဲ့အောက်မှာတဲတော်ကိုစောင့်တဲတော်ရဲ့ပတ်လည်မှာမင်းတို့လူမျိုးစုလိုက်အရှိမ3စုအနောက်မှာ3စုမြောက်မှာ3စုတောင်ဘက်မှာ3စုဆိုပြီး3စုစီတက်ချပါလေဝိမျိုးတွေကတော့အလယ်မှာနေပါဘုရားသခင်ကစီမံထားတယ်အဲ့ဒီမိုးတိမ်ရက်နေတာက1ရက်ဆိုရင်အဲ့ဒီနေရာမှာ1ရက်နေပါ2ရက်ဆိုရင်2ရက်နေပါတစ်လဆိုရင်လည်းတစ်လနေပါတကယ်လို့တစ်နှစ်ဆိုရင်အဲ့ဒီမှာတစ်နှစ်နေပါကြာလိုက်လားကွာခါနာပြီဘယ်တော့ရောက်မှလဲဘုရားသခင်ဒီမိုးတိမ်ရဘယ်တော့ရွေ့မှလဲလောလို့မရပါဘူးဆန္ဒဆော်လို့မရပါဘူးအကယ်၍အဲ့ဒီမိုးတိမ်ကရွေ့ပြီဆိုပါစို့ဘယ်အချိန်မှရွေ့လဲမင်းအိတ်နေတဲ့အချိန်မှရွေ့နေအဲ့ဒါတဲတွေသိမ့်ပြီးတော့လိုက်ကြမယ်မိုးမလင်းသေးဘူးဆိုလဲသွားမယ်ဘာကိုကြည့်ပြီးတော့ခီးသွားလဲဆိုတော့မိုးတိမ်ကိုကြည့်ပြီးတော့ခီးသွားပါအဲ့ဒီမိုးတိမ်ကနေ့အချိန်မှာမိုးတိမ်ညအချိန်မှာမီးတိုင်ဖြစ်သွားလို့ကလည်းပြောင်းသွားတယ်ဒါကြောင့်ဘုရားသခင်ကဘဝကိုခီးနေတဲ့အခါမှာကိုယ့်အချိန်ထဲမှာကိုခီးမနေပါနဲ့ဘုရားသခင်ရဲ့အချိန်ထဲမှာဘုရားသခင်သွားဆိုရင်သွားဘုရားသခင်လှုပ်ဆိုရင်ဘုရားသခင်မလှုပ်ခိုင်းပဲနဲ့အတင်းတော့မလှုပ်ပါနဲ့ဘလောက်ကောင်းတဲ့ကိစ္စဖြစ်ဖြစ်ကျွန်တော်တို့ထင်တာလေကောင်းတာမှန်သမျှဘုရားလက်ခံမယ်လို့ကျွန်တော်ထင်တတ်ပါတယ်နော်ဆရာရဲဝတ္ထုနဲ့လည်းကျွန်တော်ပြောပြတယ်ဒါဝိတ်အသက်တာထဲမှာကျွန်တော်ကြိုက်တဲ့သူ့ကိုဘုရားသခင်ကဗိမာန်တော်မဆောက်ခိုင်းဘူးသူအရင်ဆောက်ချင်တာဗိမာန်တော်မင်းမဆောက်ရဘူးမင်းရဲ့သားလက်ထက်ကြမှာငါပေးဆောင်တယ်ဘာဖြစ်လို့လဲကိုတော့ကျွန်တော်ဒီမှာပစ္စည်းတွေလည်းရှိတယ်လေရွှေတွေရှိပြီဂျေးဝါတွေရှိပြီတန်တွေရှိပြီတစ်တွေရှိပြီကျွန်တော်ကိုယ်တိုင်ဘယင်အမိတ်ရလဲကျွန်တော်အခုပေးလိုက်တာနဲ့စောက်မဲ့ဘိသုကပညာရှင်တွေလည်းရှိနေပြီးသားပဲ1 2 3ဆိုစောက်လို့ရပြီအဲဘုရားသခင်ကမစောက်နဲ့လို့ပြောတဲ့အခါမှာဒါဝိဘရောမစောရကမတက်လုံးဝမစောက်ဘုရားစကားကိုနားထောင်စောက်လိုက်မယ်ပြီးမှဘုရားကိုတောင်းမှမဒါမှသာလေဒီဗိမာန်တော်ကြီးကဒေးဗစ်ရဲ့ထံပဲဒါဝိဗိမာန်တော်ဆိုပြီးတော့တမိုင်းမှာငါနာမည်ကြံခဲ့မှာလုံးဝမလုပ်ပါဘူးသူ့နာမည်ကြံခဲ့ဖို့ဒါဝိကမကြိုးစားဘူးဘုရားသခင်မလုပ်နဲ့ဆိုရင်ဘလောက်ကောင်းကောင်းမလုပ်ကျွန်တော်တို့အများစုထင်တာကတရားဟောရင်ကျမ်းစာသင်ရင်အမှုတော်ဆောင်ရင်ဘုရားအတွက်ပေးလို့ရင်အားလုံးဘုရားကြိုက်မှာပဲကျွန်တော်ပြောပြမယ်ကောင်းတာလုပ်တိုင်းဘုရားလက်မခံပါဘူးသင်အလိုတိုင်းသင်ရဲ့ဇာတိသဘောတိုင်းသူများကိုပေးမယ်သင်ရဲ့ဇာတိသဘောတိုင်းသင်ရဲ့သူများကိုကူညီမယ်ကောင်းတာလုပ်တိုင်းဘုရားလက်မခံဘူးဘာအတိုင်းလုပ်ရလဲဆိုတော့ဘုရားအလိုတော်နဲ့အညီလုပ်ရတယ်ဗိမာန်တော်ဆောက်တာ
အရက်ဆိုင်စောက်တာမဟုတ်တာနော်မကောင်းတဲ့လောင်ကစားရုံစောက်တာမှမဟုတ်တာလူတွေဘုရားရှိခိုးဖို့တော့ဖိတ်မှန်တော့စောက်တာပဲကောင်းတဲ့လုပ်ပဲဘုရားသခင်တားတယ်နော်ဒါဝိမလုပ်အောင်ဘုရားသခင်မလုပ်တဲ့ဆိုရင်ဒါဝိကလုံးဝဆောရတာမတတ်အဲ့တော့ငါမလုပ်ရလို့ကွာနောက်လူလုပ်ချင်တာလုပ်ဆိုပြီးတော့အဲ့တိုင်းလက်လို့ဆိုပဲမထားခဲ့ဘူးသူ့သားရှောလမုန်စောက်ဖို့အတွက်တစ်တေတန်လေးကြီးဝါတွေပုံဒီဇိုင်းတွေအားလုံးသူပြင်ဆင်ထားပြီးသားသူ့နာမည်မကြံခဲ့ပြီမဲ့သူများတော့ဘာလုပ်တယ်လဲကူညီတတ်တဲ့သဘောရှိတယ်ကျွန်တော်တော်များကကိုယ့်နာမည်မကြံဘူးဆိုမလုပ်တော့အဲ့ဒီလိုမဟုတ်ပဲနဲ့သူကသူများအတွက်ပြင်ဆင်ပေးခဲ့အဓိကဖျားပုံးတော့ခင်ရှားဖို့ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်စီတိုင်းဤတွေလားလူမျိုးတွေကိုဖျားကနောက်ပိုင်းမှာသုံးသင်တယ်မိုးတိမ်နဲ့ခီးသွားပါကိုသွားခြင်းတို့ကိုလှုပ်ခြင်းတို့မလုပ်ပါနဲ့ဖျားကိုစောင့်ပါဖျားအချိန်တိုင်းခီးသွားတတ်ဖို့သင်ဘဝဟာဖျားရဲ့သဘောတိုင်းအသက်ရှင်တတ်ဖို့အမှန်တန်ရေးကြည့်ပါဒီအချိန်ကြီးဘုရားသခင်ကောင်းကြီးဝေးသေးတော့ဒီအချိန်မဟုတ်ပါဘူးဘုရားရဲ့သူ့ရဲ့အချိန်ထဲမှာအသက်ရှင်တတ်တော်သူဖြစ်ပါသေးတယ်နောက်တစ်ယောက်ကြည့်အောင်ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး7ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး7အပိုင်းငယ်8ကနေပြီးတော့14ဖတ်ကြည့်ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး7အပိုင်းငယ်8မှ14ရှမွေလချင်းချက်သည့်အတွင်ရှောလူသည်9ရက်ငန်းနေ၍ရှမွေလသည်ဂိလာဂလာမြို့သို့မရောက်လူများတို့နှင့်ထွက်ပြေးကြ၏ရှောလူကလည်းမိရှုရာရင်းနှင့်မိခါယပူဇော်တကာတို့ကိုငါတန်သို့ယူခဲ့ကြဟုဆိုသဖြင့်မိရှုရာရင်းကိုပူဇော်လေ၏မိရှုရာရင်းပူဇော်ခြင်းအမှုဤသည့်ဆုံး၌ရှမွေလသည်လာ၏ရှောလူသည်ကောင်းကြီးပေး၍ခရီးဦးကျိုးပြုခြင်းကထွက်သွားလေရှမွေလကသင်သည်အပေတို့ပြုသည်ဟုမေးတော်ရှောလူကလူများတို့သည်အကျွန်ုပ်ထံမှထွက်ပြေးကြောင်းကိုတော်သည်ချင်းချက်သောအချိန်၌မရောက်ကြောင်းဖိလိပ္ပိလူတို့သည်မိမ့်မှန်မြို့၌စုဝေးကြောင်းများကိုသိမြင်သောအခါဖိလိပ္ပိလူတို့သည်ငါရှိရာဒီနာကမြို့သို့စစ်ချီထားလိမ့်မည်။တော်ဘုရားကိုငါတောင်းပန်သေးဟုကျွန်ုပ်အောင်းဝေဖြင့်ကိုအနိုင်ပြု၍မိရှုရာရစ်ကိုပူဇော်မိပြီဟုပြန်ပြော၏ရှမွေလကလည်းသင်သည်မာပြီသင်ဘုရားသခင်ထာဝရဘုရားအားတော်မူသောပြည့်ညတ်တရားကိုမဆောင်ပါတကားဆောင်းပြီးနေထာဝရဘုရားသည်ဤသူတွေကအမျိုး၌သင်အာနာကိုယခုမှစ၍အစဉ်အမြဲတည်စေတော်မူပြီယခုမူကားသင်အာနာမတရားထာဝရဘုရားသည်စိတ်လုံးတော်နှင့်ညီညွတ်သောသူကိုရှာတော်မူ၏ထိုသူသည်လူမျိုးတော်အပေါ်မှာမင်းဖြစ်စေခြင်းကထာဝရဘုရားမိန့်တော်မူပြီးအကြောင်းမူကားသင်သည်ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းမကျင့်ဟုရှောလူအားဆိုပြီးနေရှောလူရဲ့အကြောင်းဖြစ်ပါတယ်ဖိလိပ္ပိလူတွေနဲ့ဖြစ်တဲ့တိုက်ပွဲမှာ9ရက်ဆောင်နေရှမွေလကြီးရောက်မလားလူတွေနဲ့ထွက်ပြေးကုန်စစ်တိုက်ပွဲအတွက်ဖျားသခင်ကိုအရင်ဆုံးရစ်ပူဇော်ဖို့လိုအပ်တယ်ဖျားအတူပါရှိဖို့ဖျားကိုတောင်းပန်ရမယ်ရှမွေလမရောက်တဲ့ခါကျတော့မထူးပါဘူးယူလာခဲ့ငါကိုယ်တိုင်ပဲမလုပ်လိုက်မယ်ရစ်ပူဇော်လိုက်မယ်တကယ်တော့ရစ်ပူဇော်ခြင်းလို့ဆိုတာကဘယ်သူမှလုပ်ခွင့်မရှိဘူးရစ်ဘရောဟိတ်အာယုံရဲ့အမျိုးပါပဲလုပ်ခွင့်ရှိတယ်ဒါပေမဲ့ရှောလူကငါဘယင်မယ်ငါအားလုံးလုပ်လို့ရတယ်ငါတက်ကြီးတာဘယ်သူမှမရှိတော့ဘူးဆိုပြီးတော့သူကဖရာရဲ့တရားတော်ကိုမဆောင်ဘူးအဲ့ဒီလိုမဆောင်တဲ့အခါမှာသူလည်းရစ်ပူဇော်ပြီးတယ်ပြီးတော့ရှမွေလသည်လာဤလို့ကျမ်းစာရေးတယ်သူလည်းဒီမှာရစ်ပူဇော်လည်းပြီးတော့ရှမွေလရောက်ချလာအဖေပါလောက်တာလေမဟုတ်ဘူးလေ
ဖိလိပိလူတွေကတက်လာပြီတဲ့ဟိုမှာလူတွေကလည်းပြေးပြီတဲ့ဒီမှာရစ်မပူဆိုတော့ကျွန်တော်တို့ကတိုက်ဖို့ကအဆင်မပြေဘူးတဲ့အားလုံးဒုက္ခရောက်ကုန်မယ်ကိုတော်ကနောက်ကျနေတာ哦နော်ချင်းချက်တော့အချိန်မှာကိုတော်မရောက်တဲ့အခါမှာကျွန်တော်လှုပ်လိုက်တာပါအာမင်းမားပြီခရရဲ့ပြည့်ညတ်တော်တွေကိုမင်းမဆောင်ဒါကြောင့်မို့တဲ့မင်းအာနာမတီးတော့ထာဝရဘုရားသည်သင်ဤသရေလာမျိုး၌သင်အာနာကိုယခုမှစ၍အစင်မပြတ်ယခုမှအစင်မြဲမင်းရဲ့အာနာကိုတဲ့ဘုရားသခင်ကတည်စီဖို့အကြောင်းရှိတယ်ဒါပေမဲ့ဘုရားကိုပယ်လိုက်တဲ့အခါမှာဘုရားကမင်းရဲ့အာနာကိုဘာမလုပ်တော့လဲမတည်စေတော့ဘူးတဲ့စိတ်နှလုံးနဲ့ညီညွတ်တဲ့သူဘုရားဘာလုပ်လဲရှာပြီအဲ့စိတ်နှလုံးနဲ့ညီညွတ်တဲ့သူကတော့ဒါဝိဖြစ်တယ်ဒါကြောင့်မို့ရှောလူရဲ့မဆောက်နိုင်ခြင်းအခါလေးကြောက်လဲဟိုမှာလဲတက်လာပြီးဂျင်းနဲ့ချက်ထဲမှာနော်တော်တော်လေးကိုတော့ဆုံးဖြတ်ရခက်တာပေါ့ဟိုမှာလဲရန်သူကလာတယ်ဒီမှာလဲလူတွေထွက်ပြေးကုန်ပြီမလို့ရင်မရတော့တဲ့အချိန်လေးဒါပေမဲ့ဘုရားသခင်ကဘလို့ပဲဂျင်းနဲ့ချက်ထဲဘလောက်ပဲခက်ခဲတဲ့အချိန်လေးရှိပါလိမ့်စေဒီဘုရားကိုပဲစောင့်ပါဘုရားကိုပဲမျှော်လင့်ကျွန်တော်ကြောက်ပြတယ်အိမ်တော်ကြတော့ကတော့တော်တော်လေးကိုဒုက္ခရောက်တယ်စားစရာမရှိဆန်လည်းမရှိလူကြမ်းမရှိဘူးကွာဆောင်းဆူတောင်းဘိုးမနဲ့ဖះဆဆူတောင်းတာ10နိုင်လည်းဘာမှမလာအိမ်မှာလည်းပတ်စံလေး90ပဲရှိတယ်နော်ဘာမှမရှိဘူးစားကြမရှိဆန်နိုင်စက်တက်လည်းဆောင်းမလာဘူးအခါတည်းတန်တရားဝင်တယ်ငါများလည်းအဆုံးရောက်သွားပြီလားနော်ဒီချိန်မှာပစိုးတော့ပေါင်လိုက်ကွာထမိန်လေးတော့ပေါင်လိုက်စောက်တော့ပေါင်လိုက်တော့နည်းနည်းအဆင်ပြေဦးမယ်ဒါပေမဲ့အဲ့ဒီချိန်မှာဆုံးဖြတ်ချက်တစ်ခုချစာငတ်တကောင်တော့အငတ်မထားတယ်ဗျာကျွန်တော်ကအငတ်မထားအောင်ဆိုတော့တတိတော့ရှိတယ်ဘသူစီရမှာတော့မရှိဘူးလူအောင်မကိုဖယားသခင်ကသူတို့ထည့်ရင်တခြားသောလူတွေအပြင်ဘုရားပြည့်စင်ပေးလိမ့်အိုး7နာရီ45မိနစ်တော့တနာရီထိုးကန်ဒီတော့မှလူတယောက်အိမ်ရောက်လာတယ်ဆရာတို့အိမ်ရလဲပြရှာလိုက်ရတာဒီမှာလဲဆရာကိုပတ်စံပေးခိုင်းလိုက်တယ်3000လာပေးတယ်နော်အဲ့ဒီ3000မများပါကျွန်တော်ကျေးဇူးတော်ချင်းပါတယ်အဲ့ဒီချိန်ကိုသာမဆောင်ရင်တော့ပေါင်ရင်လည်းပတ်စံရမှာပါသူများဒီတော့ချင်းလည်းပတ်စံရမှာပါဒါပေမဲ့ဘုရားသခင်ရဲ့နမိတ်လက္ခဏာဘုရားသခင်ပြုမဲ့အမှုကိုမြင်ရမှာမဟုတ်တော့တကယ်လို့သူများလာပေးခဲ့တော့အရှိမကူကဘာလို့ပြီးသွားပြီလဲပေါင်ပြီးသွားပြီဆိုရင်တော့ဒါကကိုယ့်အတွက်နမိတ်လက္ခဏာမဖြစ်တော့ဘူးဒါကြောင့်ဘုရားအချိန်ကိုစောင့်တဲ့အခါမှာကျွန်တော်တို့ကိုဘုရားသခင်ကအဆုံးထိနော်ကျွန်တော်မခံနိုင်တဲ့ဆုံးခံခြင်းဘုရားမပေးပါဘူးတင်းရတဲ့လာထဲမှာဘုရားအချိန်ကိုစောင့်တတ်ပါလေဘုရားကအချိန်တင်တဲ့အခါမှာလှပသွားအလုပ်လုပ်တဲ့ဘုရားဖြစ်တယ်ရှောလူကဘုရားအချိန်ကိုမစောင့်လို့တကယ်လို့သာစောင့်ရင်သူ့ရဲ့အမျိုးတော်အားလုံးဟာသူ့ပြီးရင်ဘာလို့လဲသူ့ပြီးရင်သူ့သားပဲဘုရင်ဖြစ်ရမယ်သူကယောနသန်ပဲဘုရင်ဖြစ်ရဒါပေမဲ့ဘုရားသခင်ပြောင်းသွားတယ်အမျိုးတော်ကိုပြောင်းသွားတယ်နော်ဘုသူစီရောက်သွားလဲဆိုတော့ယေရှဲရဲ့သားဒါဝိဒ်စီကိုအဲ့ဒီကိုရောက်ဒါကြောင့်ဒါဝိဒ်ရဲ့သားစဉ်မြေးဆက်ကအဲ့ဒီအကုန်လုံးကဘုရင်ဖြစ်တယ်ဒါဝိဒ်ရဲ့သားစဉ်မြေးဆက်အားလုံးကအဲ့ဒီမှာဘုရင်ရာကိုရတယ်ဆိုပြီးဒီနေ့ဒီဣသရေလနိုင်ငံရဲ့အလံကဒေးဗစ်စတာဒါဝိဒ်ရဲ့ကျဲ6000ရှိတယ်အဲ့ဒီကျဲကိုဒါကြောင့်ဘုရားသခင်ကငါဒါဝိဒ်ရဲ့မိဘကိုမသေးစေအောင်ဆိုတတိယအတိုင်းတကယ်တော့ဒါဝိဒ်ကလည်းအရင်မကောင်းပါဘူးသူ့မှာအမားတွေနဲ့လူပါပဲသူလည်းမဆုံးနေပါဘူးဒါပေမဲ့သူ့ရဲ့ဘဝအသက်တာထဲမှာဘုရားသခင်စီကိုမှားသွားရင်ဘုရားသခင်စီကိုပြန်တိုးဝင်တယ်ကိုဘုရားနဲ့အဝေးမှာဘယ်တော့မနေရှောလူကတော့ဘုရားနဲ့သူနဲ့မဆိုင်တယ်လို့ပဲဘုရင်သူအစပိုင်းနည်းနည်းလောက်ပဲသူကကောင်းတယ်နောက်ပိုင်းမှာလုံးဝဘုရားနဲ့သူအဆက်အသွယ်မလုပ်ဘူးသူ့ရဲ့စိတ်သဘောတိုင်းပဲသူဘာလုပ်လဲအသက်ရှင်ဒါကြောင့်ကျွန်တော်စီတိုင်းရှောလူကဲ့သို့ဘုရားအချိန်ကိုမဆောင်မိတဲ့အခါသားစဉ်ကြီးဆက်ကဒုက္ခရောက်တာသားစဉ်ကြီးဆက်ကပြန်ပြီးတော့ရိတ်ရတယ်ပြန်ပြီးတော့ရိတ်ရတယ်လူသားသေးတယ်ပြဿနာမသေးဘူးအဲ့ဒါရှောလူပဲလူကသေးတာကြာပြီသူရှာခဲ့တဲ့ပြဿနာကဟိုမှာဂီးပေါင်တွေကိုတတ်လို့တဲ့အစာခေါင်းမခြင်းဖြစ်တယ်သေသွားကြာပြီအရှောလူနဲ့ရှောလူလောက်ခဲ့တာမဟုတ်ဘူးဟိုမှာရှင်းရတာဘူးရှင်းရဒါဝိဒ်ကရှင်းရအဲ့ပြဿနာတခါလေတချို့လူသားသေးတယ်ပြဿနာဟာမိဘူးကြွရှောက်
ကျွန်တော်တို့ဘဝအသက်တာထဲမှာဖခင်သခင်စီကိုပြန်တိုးဝင်ဒါဝိဒ်လည်းသူ့ဘဝအသက်တာထဲမှာမှားခဲ့ပါတယ်ဒါပေမဲ့ဖခင်စီကိုပြန်တိုးဝင်တဲ့အခါမှာလေဖခင်ကသူ့ရဲ့သားစဉ်ပြေးဆက်အထောင်တောင်းထိတွေကိုဘာလို့လဲကောင်းကြီးပေးတာသင်ဘဝအသက်တာထဲမှာမှားခဲ့တာလည်းရှိပါမှာဒါပေမဲ့အဲ့ဒီမှားတဲ့နေရာမှာစက်မနေနဲ့ဖခင်စီကိုဘာလို့လိုက်ပါပြန်တိုးဝင်လိုက်ပါအဲ့ဒါကောင်းကြီးဖြစ်စေတယ်ဖခင်သခင်ကနောင်တနဲ့ပြန်လာတဲ့ပျောက်သောသားကိုမငင်းပယ်တယ်လို့နောင်တနဲ့ပြန်လာတဲ့ဘသူကိုမဆိုဖခင်ကမငင်းပယ်ပါမငင်းပယ်တဲ့အပြင်ကောင်းကြီးပါပေးတယ်ဖခင်ဖြစ်တယ်အဓိကကပျောက်သောသားသည်သူစိုက်တဲ့အတိုင်းရိပ်ရမယ်ဆိုရင်တော့အဲ့ဒီဝက်ချန်ထဲမှာတစ်သက်လုံးနေရဖို့အကြောင်းရှိတယ်အဲ့ဒါစိုက်တဲ့အတိုင်းရိပ်ရမှာဒါပေမဲ့သူကအဖေးစီကိုပြန်တိုးဝင်တဲ့အခါမှာသူ့ကိုအဖေကပြန်လက်ခံတဲ့အပြင်ကောင်းကြီးမင်္ဂလာပါသူဆုံးရှုံးသွားတဲ့အရာတွေပါခံစားဒါကြောင့်မို့ဖခင်နဲ့အဝေးမှာအသက်မရှင်ပါနဲ့သင်ရဲ့ဇာတိသဘောကြောင့်မမျော်လင့်ပဲမှားသွားခဲ့ရင်တော့ဖခင်စီကိုပြန်ပြီးတော့တိုးဝင်ပါဖခင်နဲ့အဝေးမှာအဖြစ်မရှိပါဘူးဘုရားသခင်စီကိုပြန်လာရင်ဘုရားကဘတော်မှညင်းမပယ်လက်ခံတဲ့ကောင်းကြီးပါပေးတယ်ဘုရားဖြစ်တယ်တကယ်တော့ပျောက်သောသားဘာဝိယုံမှမပေးဘူးဘာလက်စွပ်မှမပေးဘူးဘာခြေလေးမှမပြေတယ်ဘာပြဿနာမရှိဘူးပြန်လက်ခံလာတဲ့နေသူကကြည်နဲ့နေပြီဒါပေမဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားပြန်လက်ခံရုံမကဘူးကောင်းကြီးပါပေးဒါဝိဒ်သူများသားမယားကိုပြစ်မှားတယ်သူ့ယောက်ျားကိုတတ်ပစ်တယ်ဘုရားပြန်လက်ခံလာတဲ့နေတန်နေပြီလက်ခံရုံမကဘူးသားစဉ်မြေဆက်ထောင်ဆောင်ထိတဲ့ဟောကောင်းကြီးပေးတဲ့ဘုရားဖြစ်တယ်။နော်ဘုရားသခင်စီကိုပြန်တိုးဝင်တော်သူများဖြစ်ပါစေ။ဓမ္မသစ်ကာလကိုကြည့်တဲ့အခါမှာဓမ္မတော်ဝတ္ထုခန်းကြီး1စောင့်တိုင်းခြင်းတစ်ခုတော့တွေ့ရတယ်။အပိုင်းငယ်4မှာကဓမ္မတော်ဝတ္ထုခန်းကြီး1အပိုင်းငယ်4မှာကထိုတမန်တော်တို့ကိုစုဝေးစေတော်မူပြီးယေရုရှလင်မြို့မှမထွက်မသွားပဲခမည်းတော်ဤဂတိကိုငတ်နေမိကြောင်းမှာတော်မူ၍ထိုဂတိတော်ကိုငါဟောပြောသည်ဖြင့်သင်တို့သည်ကြားသိရကြပြီဂတိတော်အချက်မူကားယောဟန်သည်ယေ၌ဗတ္တိဇံကိုပေး၏သင်တို့သည်မကြာမမြင့်မီတန်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏အခင်ရှုကတပည့်တော်တွေကိုပေါင်းပါလဲဆိုရင်တော့ဘဲမှမသွားနဲ့ဟုတ်နဲ့ခဏခဏလေးဘဲမှသွားပြီးတော့အခုလိုဆောင်မယ်ဘာလို့မလုပ်နဲ့ဟုတ်နဲ့ဘမပဲငတ်နေနေပါယေရုရှလင်မှာပဲခဏစောင့်နေပါဒါကြောင့်စောင့်ဆိုင်ကြီးကကျမ်းစာတအုပ်လုံးမှာအရေးကြီးတယ်ဆိုတော့တွေ့ရတယ်မဆောက်နိုင်လို့ပြဿနာတက်တာကြီးပဲနော်အခုဒီမှာဘာလို့လဲသခင်ရှုကကောင်းကင်ကိုပြန်တက်ကြွတော့မယ့်အချိန်မှာတပည့်တော်တွေကိုမှာခဲ့တယ်ဘဲမှမသွားနဲ့ဟုတ်နဲ့ဘာမှအခုတော့မဆောင်နဲ့ဟုတ်နဲ့ခဏစောင့်ပါဦးဘာလို့စောင့်မလဲရှင်းသောဝိညာဉ်တော်ကိုစောင့်ပါဂတိတော်ကိုငတ်လင့်နေပါတဲ့ခမည်းတော်ဘုရားသခင်သည်ရှင်းသောဝိညာဉ်တော်ကိုဘာလို့မလဲစေလို့မယ်ယောဟန်ကတဲ့ရေ၌ဗတ္တိဇံကိုပေးတယ်ယောဟန်ကနောင်တနဲ့ဆက်ဆံပြီးတော့မင်းတို့အပြစ်တွေကိုနောင်တရပြီးတော့ရေထဲမှာဘာလို့လဲဗတ္တိဇံနဲ့ရှင်းမင်္ဂလာကိုပေးတယ်သင်တို့ဒီမကြာမမြင့်ပြီတန်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံကိုဗတ္တိဇံဆိုတဲ့အဓိပ္ပာယ်ကဘာလဲနစ်မြုပ်ခြင်းလို့အဓိပ္ပာယ်ရဗတ္တိဇံဆိုတာနဲ့သင်အတွေ့ထဲမှာသိရမှာလို့လဲနစ်မြုပ်ခြင်းသခင်ယေရှုသည်ဝိညာဉ်တော်၌ဗတ္တိဇံပေးမယ်တဲ့နော်ယောဟန်ပြောခဲ့တယ်နောက်ဘာနဲ့ဗတ္တိဇံပေးမလဲမီး၌ဗတ္တိဇံပေးမယ်ဝိညာဉ်တော်၌ဗတ္တိဇံအခုဒီမှာပြည့်စုံပေတေကုတ်တွေပွဲနေမီး၌ဗတ္တိဇံဆိုတော့အပင်ငရဲမှာမီးမှာနစ်မြုပ်မယ်ဆိုတဲ့သဘောဒါကြောင့်မို့ဝိညာဉ်တော်၌ဗတ္တိဇံဆိုတာကသန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာပြီးတော့ဝိညာဉ်တော်နဲ့ပြည့်ဝတော့ပေတေကုတ်တွေပွဲနေမှာတန်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာတယ်ဝိညာဉ်တော်ကသူတို့ရဲ့ထဲထဲမှာနေရာယူတယ်ဒီနေ့ကျွန်တော်သခင်ယေရှုကိုယုံတဲ့အခါမှာဘာ၌ဗတ္တိဇံကိုရလဲတန်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံကိုရထိုသခင်ယေရှုကိုလက်ခံတဲ့အခါမှာတဲ့အိဖတ်1:73ရသင်တို့သည်တဲ့
ဧဝံဂေလိတရားလေးကိုတမန်တရားကိုကြားနာပြီးတော့ထိုခရစ်တော်ကိုယုံကြည်ပြီးမှဝိညာဉ်တော်ဤတစိတ်ခတ်ခြင်းကိုအဲ့ဒီဝိညာဉ်တော်ကသင့်အထဲမှာလာနေတယ်လို့ပြောကြတာအဲကြောင့်မို့ဘယ်အချိန်မှာတန်ရှင်သောဝိညာဉ်တော်ကိုရတယ်ဆိုတော့ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကိုရတယ်ဝိညာဉ်တော်ရဲ့ဗတ္တိဇံဆိုတာသီးသန့်ဖြစ်ရမဟုတ်ပါဘူးသင်ယေရှုကိုယုံလိုက်တာနဲ့ဘာကိုရပြီလဲဝိညာဉ်တော်ရဲ့ဗတ္တိဇံဝိညာဉ်တော်ရဲ့ဗတ္တိဇံကိုရဖို့အတွက်ကြိုးစားလုပ်ယူရတာမဟုတ်ပါဘူးစောင့်နေရတာဒါပေမဲ့စောင့်နေတဲ့အချိန်မှာတန်ရှင်သောဝိညာဉ်တော်ဆင်းသက်လာတယ်ဝိညာဉ်တော်ဆင်းသက်လာတဲ့အခါမှာပေတရုတရားဟောတာပေတရုကဘာလို့ဟောရလဲသူ့ရဲ့ဘာသာစကားနဲ့သူဟောတာအောက်ကလာတဲ့လူတွေကတဲ့သူတို့အသီးသီးဘာသာစကားနဲ့ဘာလို့ လဲကြားရတယ်ဣသရေလလာလူကဣသရေလဘာသာစကားနဲ့ကြားရတယ်ဂရိယလာလူကဂရိစကားနဲ့ကြားရတယ်ယောမလာလူကလက်တင်ဘာသာစကားနဲ့ကြားနေရတယ်အံ့ဩစရာအဲကြောင့်မို့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်လာတဲ့အခါမှာတကူကိုခံရပြီးတော့ယေရုရှလင်မြို့ကနေစမယ်တဲ့ပြီးယူဒာပြည်ရှမာရိပြည်မြေကြီးဆိုးနိုင်အောင်ငါဤသက်သေဖြစ်မယ်ကျွန်တော်တို့ဟာဘသူရဲ့သက်သေဖြစ်ရမလဲဆိုတော့သခင်ယေရှုခရစ်တော်ဘုရားရဲ့သက်သေဖြစ်ရမယ်ကျွန်တော်တို့ဟာကိုပေါ်လွင်ဖို့မဟုတ်သက်သေဆိုတာကဘသူ့ငါဤသက်သေလို့ပြောလို့ကြောင်းကျွန်တော်တို့ကဘသူ့ကိုပဲပေါ်လွင်နေရမလဲကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကယေရှုကိုပဲပေါ်လွင်စေရမယ်ကိုပေါ်လွင်ပြီးတော့ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက်ကိုယ့်ကိုသူများနဲ့လေးစားဖို့အတွက်ကိုယ့်နာမည်မှတ်တမ်းတင်ဖို့အတွက်အသက်ရှင်နေပြီဆိုရင်ငါဤသက်သေမဟုတ်ကိုယ်တိုင်ရဲ့သက်သေဖြစ်နေခရစ်တော်ရဲ့သက်သေမဟုတ်တော့နော်ကိုယ့်ရဲ့သက်သေပဲဖြစ်နေအဲ့ဒီငါကိုကျွန်တော်တို့မပိုင်ငါဆိုတာဘာသူပိုင်လဲဘုရားပဲပိုင် I am that I am who I am ငါဖြစ်တဲ့အတိုင်းငါဆိုတာဘုရားပဲပိုင်ဒါကြောင့်မို့သင်ရဲ့အသက်ရှင်ခြင်းတစ်ခုလုံးကဘသူ့ကိုပေါ်လင်းစေပါသည်ဘုရားယေရှုကိုပေါ်လင်းစေပါသည်သင်ကိုလူတွေမြင်တာနဲ့ဘသူ့ကိုမြင်ပါသည်သခင်ယေရှုကိုမြင်ပါသည်သင်ရဲ့စကားပြောခြင်းကြင်ကြံပြုမှုခြင်းသင်အားစီးပွားရေးပဲလုပ်ပညာပဲသင်သူနာပြုပဲလုပ်ကျောင်းဆရာမပဲလုပ်သူများအိမ်မှာပဲအိမ်ပေါ်လုပ်အရေးမကြီးပါဘူးအဲ့ဒီအလုပ်ကအဲ့ဒီလောက်ရတဲ့ရည်ရွယ်ချက်ကဘသူပေါ်လင်းဖို့လဲသင်အကျိုးတော့မဟုတ်ဘူးသခင်ယေရှုပေါ်လင်းဖို့ပဲဖြစ်တယ်အလောက်ကနှိမ့်တာမြင့်တာနဲ့မဆိုင်ပါဘူးကြုံမာလေးလို့နေမန်အိမ်မှာနေရင်လည်းဘုရားနဲ့နေမန်ကြီးကိုမိတ်ဆက်ပေးတတ်တော်သူဖြစ်ပါသည်ဒါဝိတ်ကဲ့သို့ဘယင်ဖြစ်ရင်လည်းဘုရားနဲ့လူတွေကိုမိတ်ဆက်ပေးတတ်တော်သူဖြစ်ပါသည်ဒါကြောင့်ရှင်သောစီတိုင်းစောင့်ဆိုင်ခြင်းဆိုတဲ့ရကအင်မတန်အရေးကြီးတယ်သခင်ယေရှုကသိချမှာခဲ့တယ်အောင်ဆောင်ပါတန်ရှင်သောဝိညာဉ်တော်ကိုစောင့်ပါဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီနေ့သခင်ယေရှုကိုယုံတဲ့အခါမှာဝိညာဉ်တော်၌ဗတ္တိဇံတန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်တို့ရတယ်အဲ့ဒီဝိညာဉ်တော်ကျွန်တော်တို့အထဲမှာရောက်လာတဲ့အခါမှာအဲ့ဒီဝိညာဉ်တော်ရဲ့နှိုးဆော်ခြင်းဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကိုစောင့်ဆိုင်ပြီးတော့အသက်ရှင်တတ်ဖို့အင်မတန်ရေးကြည့်တယ်။ဒါကြောင့်မို့ဣသရေလလူမျိုးတွေကိုမိုးတိမ်နဲ့လမ်းပြတယ်မီးတိုင်နဲ့အလင်းပေးတယ်။ဒါမှသစ်ကာလမှာနှုတ်ကပတ်တော်တမန်ကျမ်းစာအပြင်နှုတ်ကပတ်တော်ဒီကျွန်တော်ရှင်မှာမိကွက်ဖြစ်ကျွန်တော်လမ်းခီးကိုကျွန်တော်အလင်းပေးတယ်။လမ်းပြဖို့ရအတွက်လမ်းညွန်ကတန်ရှင်သောဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုလမ်းပြမှာဖြစ်တယ်။ဒါကြောင့်မို့တန်ရှင်သောဝိညာဉ်တော်နဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာနဲ့ဒီခွဲလို့မရပါဘူး။အဲ့ဒီနှစ်ခုကိုအမြဲတမ်းကျွန်တော်တို့ကပေါင်းစည်းပြီးတော့အဲ့ဒီနှစ်ခုကိုအမြဲတမ်းဆွဲကင်ဖို့အရေးကြီးတယ်။ဒါမှသာလေကျွန်တော်ကကိုယ့်ရဲ့ဆန္ဒတိုင်းအသက်မရှင်ပြီးတော့ဝိညာဉ်တော်ရဲ့လမ်းပြခြင်းတိုင်းမလုပ်နိုင်ပါလေအသက်ရှင်နိုင်ပါဖြစ်ပါလေ။ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်က၃ပါးတဆူဘုရားဖြစ်တယ်။တမန်ကျမ်းစာထဲမှာတော့၃ပါးတဆူဆိုတဲ့စကားလုံးမရှိပါဘူး။၃ပါးတစ်လုံးတို့ပါဆိုရဲစကားလုံးတော့ရှိပါတယ်။ကောင်းကင်ဘုံတိုင်းခမည်းတော်တို့ပါနှုတ်ကပတ်တော်တို့ပါဝိညာဉ်တော်တို့ပါဖို့၃ပါးတို့သည်တစ်လုံးတို့ပါဖြစ်တယ်။ဒါကြောင့်မို့၃ပါးတဆူဆိုတဲ့ theology ကအရင်နဲ့နေတာဖြစ်တယ်။အချို့က၃ပါးတဆူအကြောင်းကိုပြောတဲ့အခါမှာခမည်းတော်လည်းသားတော်ပဲသားတော်လည်းတန်ရှင်တော်ဝိညာဉ်တော်ပဲတယောက်တည်းပဲလို့တွားပြီးတော့ပြောလိုက်တကယ်တော့မဟုတ်ပါဘူးဖခင်သခင်ကတဆူတည်းဖြစ်တယ်ဒါပေမဲ့တဆူသောဖခင်သည်ကျွန်တော်တို့ကိုဖွင့်ပြတဲ့အခါမှာပုဂ္ဂိုလ်၃ပါးအနေနဲ့ဘာလို့လဲဖွင့်ပြတယ်အဲ့ဒါဖခင်ရဲ့ဖြစ်ခြင်းလို့ခေါ်တယ်လောက်ထားတာမဟုတ်တော့တယောက်တည်းကနေ၃ကိုခွဲထားတာမဟုတ်သလို
3ယောက်ပေါင်းပြီးတော့တဆူဖြစ်အောင်လုပ်ထားတာလေဟုတ်ဘူးဒါကိုနားလည်ဖို့အင်မတန်ရေးရှိတယ်ကျွန်တော်တို့ကနားလည်တာဘုရားသခင်ကတယောက်ထဲကနေဘယ်နှကိုခွဲလိုက်တယ်3ကိုခွဲပလိုက်အဲ့တော့အဲ့ဒါလည်းမဟုတ်ဘူးတော့3ယောက်ကိုပေါင်းပြီးတော့3ပါးပေါင်းထားပြီးတော့တယောက်ပြန်လုပ်တာလေမဟုတ်ဘူးကျွန်တော်တို့အသက်တာထဲမှာနားလည်ဖို့ရလုပ်တာဘုရားရဲ့ဖြစ်တည်ခြင်းကိုအဲ့ဒီလိုဖြစ်အဲ့ဒါကိုနားမလည်တဲ့အခါမှာဂိုင်းကနာတွေယူဆတယ်ဖျားအပွားယူဆဆိုပြီးတော့တချို့ကဘာလို့လဲနားလည်ဘူးလဲခမီးတော်လဲဒါပဲခမီးတော်ကလူစားတီလာခံတာတန်ရှင်တော်ဝိညာဉ်တော်လဲတယောက်သေးပဲဆိုပြီးတော့ကျွန်တော်ကကျမ်းစာကရှင်းပါတယ်ယောဟန်1ကိုဖတ်တာနဲ့စရှင်းတာပဲအစာအုပ်တိုင်းနှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ကသူကအတူရှိတယ်လို့ရေးတယ်နော်ဒါပေမဲ့အဲ့ဒီနှုတ်ကပတ်တော်ကလည်းဘာဖြစ်လဲသူကိုယ်တိုင်ဘုရားသခင်ဖြစ်တယ်ဒါအောင်နားလည်ဖို့အင်မတန်ရေးကြည့်တယ်တခင်ယေရှုလူလောကမှာလူစားတိလာခံတဲ့ခါမှာယော်ဒန်မြစ်မှာနှစ်ချင်းခံတော့အဲ့ဒီမှာလုံးတော့3ပါးဆိုရတလုံးတော့ရတယ်ဖြစ်ချင်းကိုသွားတွေ့ရကောင်းကင်ကအတန်လာတယ်ဤသူကငါနှစ်သက်မြတ်လို့ရငါဤတကယ်တော့တယောက်တည်းဆိုရင်ဘာလို့ကောင်းကင်ကနေပြောဒါလည်းခမီးတော်ပဲဒီမှာနှစ်ချင်းခံတာခမီးတော်ပဲဆိုရင်ဒါဘုရားသခင်ပြတ်သက်ရိုက်နေတာပါဟုတ်တာသူ့ရဲ့ဖြစ်ချင်းကိုလူတွေကိုခေါ်ပြတယ်ကောင်းကင်ကအတန်ဝိညာဉ်တော်ကဂျုံငတ်ကဲ့သို့ဆင်းလာတိတန်ဖြစ်တည်ခြင်းကိုသွားတွေ့တယ်တိတန်ဖြစ်တည်လို့3ပါမဟုတ်ဘူးအဆူပဲဖြစ်တယ်တလုံးလို့ရတယ်ဖြစ်တယ်1ဖြစ်တယ်ဆိုတော့ကိုနားလည်ဖို့အင်မတန်ရေးကြည့်ဒါကတော့အင်မတန်နဲ့နေတဲ့ဘုရားရဲ့နှုတ်ကပတ်တော်တမန်တရားဖြစ်ပါတယ်တကယ်ရှိကောင်းကင်ကိုပြန်တွက်ကြတဲ့အခါမှာလည်းခမီးတော်ရဲ့ပုံမှာထိုင်နေတယ်လက်ရဘက်မှာထိုင်နေတယ်လို့ရေးတယ်ဒါတွေကိုကြည့်ခြင်းအဖြစ်တော့ကျမ်းစာတအုံးလုံးကြည့်ခြင်းအဖြစ်တော့ဘုရားသခင်က3ပါးတဆူနေတယ်ကျွန်တော်တို့မလုပ်နေတယ်ဖွင့်ပြနေတယ်ဆိုတော့ကိုနားလည်ဖို့အင်မတန်ရေးကြည့်ပါဒါကြောင့်မို့တန်ရှင်တော်ဝိညာဉ်တော်ရှိခြင်းဟာသားတော်ရှိခြင်းနဲ့အတူတူဖြစ်ပေမဲ့ပြီးချားစီရက်တည်နေတယ်ဆိုတဲ့သဘောကိုလည်းနားလည်ဖို့အင်မတန်ရေးကြည့်ပါလေโอเคတခင်ရှုခွတ်တော်ဘုရားကသူတခုမှားခဲ့တယ်သူပြန်လာမဲ့အချိန်ကိုတဲ့မင်းတို့ဘာလုပ်နေပါစောင့်နေပါစောင့်တိုင်းကြီးအရေးကြီးပေါ့တခင်ရှုပြန်လာမအောင်လဲဘာလုပ်နေရလဲစောင့်နေရပွဲတော်မြင်လာဝင်တဲ့ခါမှာမုံတဲ့စပြည့်ကိုစားတဲ့ခါမှာတခင်ဖျားပြန်ကြွလာတော့မမူမီတိုင်အောင်တဲ့သက်သေနေနေပွဲတော်စားရဆိုအရင်သိပဲရှိပါတခင်ရှုပြန်မကြွလာမီတိုင်အောင်သက်သေနေနေကျွန်တော်အဲ့ဒါကိုဘာလုပ်လဲစားနေဒီပွဲတော်စားတိုင်းမှာတခင်ယေရှုဒီတနေ့ဘာလုပ်လာမလဲပြန်ကြွလာမယ်အဲ့ဒါကိုသက်သေပြုတယ်အဲ့ဒီပွဲတော်မြင်လာသည်အောင်းမေ့ရာဝိဖြစ်တယ်ဘသူကိုအောင်းမေ့တရိယာနေလဲတခင်ယေရှုကိုအောင်းမေ့တရိယာနေတယ်ဘာအောင်အောင်းမေ့တရိယာလဲတခင်ယေရှုရဲ့ဂျေဇုတော်ကိုအောင်းမေ့တရိယာလဲငါတို့ဘုရားကြောင့်မှတက်လို့ကောင်းဝင်နိုင်ငံရောက်တာမဟုတ်ငါတို့ကျမ်းစာမှာဖတ်လို့ကောင်းဝင်နိုင်ငံရောက်တာမဟုတ်ငါတို့ဆုတောင်းအားကြီးလို့ကောင်းဝင်နိုင်ငံရောက်တာအသိတော်မှာအလူငွေတွေအများကြီးထည့်လို့ကောင်းဝင်နိုင်ငံရောက်တာမဟုတ်ဘူးအဲ့လိုပြောလို့အလူငွေထည့်ကြအောင်မလို့တော့ကျမ်းစာဖတ်ကြအောင်မလို့ဆုတောင်းကြအောင်မလို့အမှမမားပါနဲ့ကောင်းဝင်နိုင်ငံရောက်ဖို့တော့အဲ့ဒါတွေလုပ်နေတာမဟုတ်ကောင်းဝင်နိုင်ငံသားဖြစ်လို့ဖခင်သားသမီးဖြစ်လို့ဖခင်ကိုချစ်တဲ့စိတ်နဲ့အလူငွေထည့်နေတာဖခင်သားသမီးဖြစ်လို့အချင်းချင်းစီးဝေးခြင်းမှုကိုမရှောင်မလွဲနဲ့ဆိုပြီးတော့ကျွန်တော်ကဝတ်ပြုပိုးကွယ်နေတာဖခင်ရဲ့သားသမီးဖြစ်လို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီဖခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုချစ်တဲ့စိတ်နဲ့ဖခင်အကြောင်းကိုသိနာလေဖို့တော့မလုပ်နေရလေကျွန်တော်ကဖတ်နေတာဖြစ်တယ်ဒါအောင်နားလည်ဖို့အင်မတန်ရေးကြည့်ပါဒါကြောင့်ကျွန်တော်စီတိုင်းတခင်ရှုခွတ်တော်ဘုရားကသူ့ကိုစောင့်နေပါသူဘာလုပ်လဲပြန်ပြီးတော့တဖန်ပြန်ကြွလာတယ်တခင်ရှုပြန်ကြွလာခြင်းနဲ့ပတ်သက်ပြီးတော့ဝိဝါဒသဘောထားအမြင်ကွဲလွဲမှုတွေအများကြီးရှိပါတယ်ချီဆောင်ခြင်းကိုယုံတဲ့သူရှိတယ်မယုံတဲ့သူလည်းရှိတယ်ဘေးဒဏ်ကာလကိုယုံတဲ့သူရှိတယ်မယုံတဲ့သူရှိတယ်အနှစ်တစ်ထောင်ကာလကိုယုံတဲ့သူရှိတယ်မယုံတဲ့သူရှိတယ်ယတနာမရှိပါဘူးကျမ်းစာကနဲ့နေတဲ့အတွက်ကြောင့်အမြင်တွေဝေပြမှုတော့ရှိနေမှာဖြစ်ပါတယ်ဒါပေမဲ့ကျင်းနေတာတခုကတော့တခင်ရှုပြောခဲ့တဲ့စကားတော့မှားတဲ့အကြောင်းမရှိဘူးတခင်ရှုပြန်လာမယ်ဒါကြောင့်မို့အဲ့ဒီပြန်လာမယ့်အချိန်ကိုကျွန်တော်မလုပ်ဖို့လဲစောင့်နေဖို့လိုတယ်နှစ်ပေခန်းကြီး3အပိုက်ငယ်3နဲ့4ကိုကြည့်အောင်ရှင်ပေတရုဩဝါဒစာ
ရှင်ပေတုဩဝါဒစာဒုတိယဆောင်အခန်းကြီး3အပိုင်းငယ်3နဲ့4ရှင်ပေတုဩဝါဒစာဒုတိယဆောင်အခန်းကြီး3အပိုင်းငယ်3နဲ့4ရှေးဦးစွာတိမတ်အပ်သောအရာဟုမူကားနောက်ဆုံးသောကာလ၌ပြည့်ရည်ပြုတတ်သောသူတို့သည်မိမိတို့တတ်မဲ့ခြင်းအတိုင်းကျင့်နေ၍တခင်မယားကြွလာမည်ဟုသောဂတိတော်သည်အဘယ်မှာရှိသနည်းဘိုးဝင်းများအိပ်ပျော်သည်နောက်ခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းစားကဖြစ်တဲ့ကဲ့သို့ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်တတိထားဖို့ကောင်းတဲ့ဟိုးလုံခဲ့တဲ့နှစ်ပေါင်းများစွာတွေကတတိပေးထားတဲ့ကျမ်းပိုက်ဖြစ်ပါနော်အခုမှကောက်ရေးတာမဟုတ်ဘူးဟိုးလုံခဲ့တဲ့နှစ်ပေါင်းများစွာတွေကဘယ်လိုတတိပေးထားလဲနောက်ဆုံးသောကာလ၌ပြည့်ရည်ပြုတဲ့သူဘောတနံပေါ့မိမိတို့တတ်မှတ်ခြင်းတိုင်းပဲကျင့်နေပြီးတော့ဘာမှလည်းသခင်ဘုရားကြွလာမယ်ဂတိတော်ပထမကမ္ဘာစစ်လည်းဖြစ်ခဲ့တာဒုတိယကမ္ဘာစစ်လည်းဖြစ်ခဲ့တာပဲယောဂါတွေလည်းဖြစ်ခဲ့တာပဲကိုဗစ်-19လည်းဖြစ်တာပြီးသွားပြီဘာမှလည်းဘုရားသခင်ပြန်ကြွလာမယ်ဂတိတော်ဆိုပြီးတော့ပြည့်ရည်ပြုတဲ့သူတွေဘာလို့လာမလဲပေါ်လာမယ်ဘိုးဝင်းများသည်အိပ်ပျော်သည်နောက်ခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းစားဖြစ်တဲ့ကဲ့သို့ဖြစ်မြဲဒီလိုပါပဲဖြစ်ပြက်ပြီးတော့သွားနေတဲ့လောကကြီးပါပဲကဲ့ရဲ့ခြင်းနဲ့ကွာဘာလို့လာမလဲပေါ်လာမယ်အခင်ဘုရားပြန်ကြွလာမယ့်အရာကိုမယုံတော့ဒါပေမဲ့ကျွန်တော်တို့ကတော့အခင်ဘုရားပြန်ကြွလာမယ့်အရာကိုမလုပ်ဘူးလို့လေယုံကြည်စွာနဲ့စောင့်မျှော်တတ်ဖို့တမန်ကျမ်းစာကဖော်ပြနေပါတယ်ဘာလို့သခင်ရှုကပြန်ကြွလာမယ်ပြောပြီးတော့အခုတည်းမကြွလာသေးတာလေသခင်ဘုရားဘာလို့မကြွလာသေးတာလဲအကြောင်းရင်းရှိပါတယ်ဘုရားသခင်ဘာလို့ပြန်မကြွလာသေးလဲဆိုရင်တော့အပိုင်းငယ်8ကနေ30ကိုဖတ်ကြည့်အောင်ခုနအချက်ပိုင်းပဲနှစ်ပေခန်းကြီး3အပိုင်းငယ်8ကနေ30ပါချစ်သူတို့ထာဝရဘုရားမှာကာလတည့်ရက်သည်အနှစ်တစ်ထောင်ကဲ့သို့၎င်းအနှစ်တစ်ထောင်သည်တည့်ရက်ကဲ့သို့၎င်းဖြစ်သည့်အရာတစ်ခုခုကိုမမေ့လျော့ကြနှင့်လူအချို့တို့သည်နေခြင်းကိုမှတ်သည့်အတိုင်းထာဝရဘုရားသည်ဂတိတော်အရာမှာနေတော်မူငါတို့တွင်အဘယ်သူမျှမပြတ်ရှိပဲရှိသမျှတို့သည်နောင်တရစေခြင်းကအလိုတော်ရှိ၍ငါတို့ကိုသိခံတော်မူ၏တခိုးသည်ညခါလာတဲ့ကဲ့သို့ထာဝရဘုရား၏နေ့ရက်သည်လာလိမ့်မည်ထိုနေ့၌ဘိုးကောင်းကင်သည်ကြီးစွာသောအသံနှင့်တကွပျောက်သွားလိမ့်မည်လောကလက်တို့သည်ပူအားကြီး၍ပြက်ကြလိမ့်မည်မြေကြီးကိုမှစ၍မြေကြီးပေါ်မှပြုလုပ်ရသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည်အမှန်ကျမ်းစာကပြောပါဘုရားသခင်နေလိုက်တာလို့မထင်နဲ့ဘုရားရဲ့ဂတိတော်ရမှာမနေပါဘူးငါတို့တွင်အဘယ်သူမျှမပျက်စီးပဲရှိသမျှနောင်တရခြင်းကအလိုရှိ၍ငါတို့ကိုမလုပ်လဲသိခံတယ်ဒါကြောင့်မို့ယုံကြည်သူဘုရားသားသမီးကအတ္တမဆိုင်အောင်ကိုတယောက်ပဲယေရှုကိုယုံပြီးတော့ကောင်းဝင်သွားမယ်ကျန်တဲ့သူငရဲကြမကလို့ဖြစ်ချင်တာဖြစ်ဟာအဲ့လိုမဟုတ်မစားနိုင်သူတွေမတော့နိုင်သူတွေပေါ်ပြတဲ့ထဲမှာစားရတာတောက်ရတာကျေးဇူးတော်ချီးမွမ်းပါနော်ကိုချီးမွမ်းတာတော့ကောင်းပါတယ်ငါတို့ဘုရားသားသမီးပဲငါတို့ကတော့အေးဆေးပဲကဘာကြီးကြိုက်တာဖြစ်ငါတို့နဲ့မဆိုင်ဘူးမဟုတ်ဘူးယုံကြည်သူဘုရားသားသမီးဟာတကူစားကောင်းစားဖို့အတွက်အတ္တနဲ့အသက်ရှင်ရတဲ့သူလုံးဝမဟုတ်ဘူးကျွန်တော်တို့ကဘုရားရဲ့မေတ္တာကိုခံစားတယ်လို့မေတ္တာနဲ့အသက်ရှင်ဖြစ်တယ်မေတ္တာဆိုတာကကိုယ့်အကျိုးကိုမရှာတတ်ဘူးချစ်ချင်းမေတ္တာနဲ့အသက်ရှင်တဲ့သူကသူတစ်ပါးအတွက်အသက်ရှင်တတ်သွားတယ်သင်ဘုရားကိုချစ်ရင်ဘုရားအတွက်အသက်ရှင်တတ်တယ်ကိုယ်နဲ့ဆက်ဆိုင်သောသူကိုချစ်ရင်အဲ့ဒီလူတွေအတွက်အသက်ရှင်တတ်တယ်ချစ်ချင်းမေတ္တာအားမကြီးတဲ့သူကကိုယ့်အတွက်ပဲအသက်ရှင်တယ်ချစ်ချင်းမေတ္တာနည်းနေလေကိုယ့်အကျိုးကိုပဲကြည့်တယ်မေတ္တာကြီးမားနေလေသူတစ်ပါးအတွက်အသက်ရှင်တတ်သွားတယ်မေတ္တာနည်းတဲ့သူကကိုယ့်မိသားစုကိုချစ်တတ်မယ်ကိုယ့်ရဲ့လူမျိုးကိုချစ်တတ်မယ်ကိုယ့်ရဲ့ဂိုင်းကနာကိုချစ်တတ်မယ်ကိုယ့်ရဲ့အဖွဲ့အစည်းကိုချစ်တတ်မယ်ကိုယ်နဲ့ဂိုင်းကနာမတူတဲ့သူကိုယ်နဲ့အဖွဲ့အစည်းမတူတဲ့သူကိုယ်နဲ့ဘာသာမတူတဲ့သူဘာလို့တော့မချစ်တတ်တော့ကိုယ့်မိသားစုကိုယ့်အမျိုးပဲချစ်တယ်ကိုယ်နဲ့အမျိုးမတော်ရင်မချစ်တတ်တော့တကယ်ဘုရားမြတ်တော်ကိုခံစားတဲ့သူကဘယ်သူမှမဆိုချစ်တယ်
အမျိုးတော်သည်ဖြစ်စေမတော်သည်ဖြစ်စေလူမျိုးတူသည်ဖြစ်စေမတူသည်ဖြစ်စေစင်ရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေလူတိုင်းကိုချစ်တယ်ပါလူတိုင်းကိုတတ်ဖို့ထားတတ်တယ်အဲ့ဒါဖခင်ရဲ့မြတ်တော်ကိုတကယ်ခံစားရအောင်ဒါကြောင့်ချစ်တော်စီတိုင်းယုံကြည်သူဘုရားသားသမီးကလောကကြီးမှာကြိုက်တဲ့နေရာမှာစူညာပေါ်လို့ရိုက်နေပြီငါတို့ကတော့အေးဆေးပဲဆိုပြီးတော့တကူစားကောင်းစားပြီးတော့အသက်ရှင်ဖို့မဟုတ်အဲ့ဒီမှောင်မိုက်နေတဲ့လောကကြီးကိုအလင်းပေးဖို့ဘုရားကသင်ကိုခံလာတာဖြစ်တယ်စူညာပေါ်လို့ရိုက်နေတဲ့ငြိမ်သက်ခြင်းကင်းမဲ့နေတဲ့လောကကြီးကိုဖခင်ရဲ့ငြိမ်သက်ခြင်းကိုဖြန့်ဝေဖို့ဘုရားကသင်ကိုခံလာတာဖြစ်တယ်လောကမှာနေပေမဲ့သင်ကလောကသားမဟုတ်ပါဘူးသင်ကကောင်းကင်သားဖြစ်တယ်မှောင်မိုက်တဲ့လောကကြီးမှာနေပေမဲ့သင်ကမှောင်မိုက်တဲ့သားမဟုတ်အလင်းရဲ့သားဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဒီလောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာဘုရားသခင်ရဲ့လူတော်တိုင်းအသက်ရှင်တဲ့တော်သူများဖြစ်စေဖို့တမန်ကျမ်းစာကဖော်ပြထားတယ်။အဲဘုရားသခင်ရဲ့ဂတိတော်မနှေးပါဘူးတဲ့။ဘုရားသခင်မလုပ်နေလဲဆိုတော့ဘသူမှတယောက်မှဘယ်သူတူးတယောက်ဘယ်ဘာသာဝင်ဘယ်လူမျိုးဘယ်လူဆိုတဲ့ဘယ်လူတူးတယောက်ကိုမှမပြတ်စည်းဖို့ရတော့ဘုရားကစောင့်နေတယ်။လူကောင်းတော့ပဲမဟုတ်တော့ဆိုအားနာမကြောက်ညံရီမတန်ဆွမ်းတဲ့သူတွေအတွက်လည်းပါတယ်ဖခင်သူတို့လည်းချစ်တယ်တကယ်ကိုစိတ်ကျမ်းမာရေးယူသွနေတဲ့လူတွေအတွက်လည်းပါတယ်လူဆိုတဲ့လူတိုင်းအတွက်ပါဒါပေမဲ့အဲ့ဒီညံရီမတန်ဆွမ်းတဲ့သူတွေစိတ်ကျမ်းမာရေးချိုးနေတဲ့လူတွေသူတို့တရားတွေကိုလိုက်လျှောက်နိုင်မှဖခင်တက်နိုင်မှကျမ်းစာဖတ်နိုင်မှအလူငွေထည့်နိုင်မှကောင်းကင်နိုင်ငံရောက်မှဆိုရင်သွားပြီပေါ့အဲ့ဒီလူတွေလုံနိုင်မှမလုံနိုင်တာဒါကြောင့်မို့ကျွန်တော်စီတိုင်းလုံနိုင်တယ်ကျင့်နိုင်တယ်ကောင်းတာလုံနိုင်တယ်လို့ထင်တဲ့သူတွေအတွက်လည်းယေရှုကယ်တယ်မလုံနိုင်တဲ့သူတွေအတွက်လည်းယေရှုကကယ်တာဖြစ်တယ်ဒါကြောင့်မို့ဘယ်သူတူတယောက်ကိုမှပျက်စီးဆုံးရှုံးသွားဖို့ဘုရားလို့တော့မရှိဘူးဒါကြောင့်မို့ယုံကြည်သူဘုရားသားသမီးမှန်ရင်ကိုတယောက်ပဲကောင်းကင်နိုင်ငံရောက်ဖို့အဲ့ဒီလိုအတ္တမဆန်ရအောင်ကောင်းကင်နိုင်ငံဟာအင်မတန်မှတာရတယ်တမန်တော်ရှင်ဘောလူကငါအသက်ရှင်ပြီးရမှာခရစ်တော်ဖြစ်သိရင်တာပြီးတော့မလုပ်လဲကျိုးရှိတယ်ငါဟိုမှာပို့သွားခြင်းတယ်တဲ့ဒါပေမဲ့တဲ့ငါအတ္တမဆန်ပါဘူးတဲ့ဒီမှာငါနေရင်လူတွေတို့ဘာလို့လဲအကျိုးရှိတယ်ဒါကြောင့်ငါတို့ကအသက်ရှင်သည်ဖြစ်စေသေသည်ဖြစ်စေသခင်ဖျားနဲ့ပဲဆိုင်တယ်ကိုယ့်အတွက်ကိုအသက်မရှင်တော့ဟိုမှာတာယာလို့ဟိုမှာပဲသွားမယ်ဆိုပြီးတော့အဲ့လိုမဟုတ်ဒီလောကကြီးကိုဆွဲလန်းပြီးတော့လည်းဒီလောကမှာစီးစိမ်ချမ်းသာနေတဲ့အဲ့ဒါမဟုတ်တော့အသက်ရှင်နေဘုရားတော်မသိရင်ဘုရားတော်ပဲဖြစ်သွားတယ်ဒါကြောင့်မို့တကူစာကောင်းကင်နိုင်ငံသွားရရင်ပြီးတော့ဆိုပြီးတော့သူများကိုအေးဝူလီမဝင်ကားတဲ့သူယေရှုနဲ့မိတ်ဆက်ပေးတဲ့သူမဖြစ်ဖို့အင်မတန်ရေးကြည့်တယ်သူများကိုလည်းဘုရားရဲ့နိုင်ငံတော်ထဲမှာရောက်လာဖို့အတွက်ဘုရားကအလိုရှိနေတယ်ဒါကြောင့်မို့သခင်ယေရှုပြန်မကြွလာသေးဘူးဆိုတာသခင်ယေရှုကိုမရသေးတဲ့သူတွေမသိသေးတဲ့သူတွေအများကြီးပဲနောင်တမရသေးတဲ့သူတွေအများကြီးပဲအဲ့ဒီအတွက်ကျွန်တော်တို့မှာတာဝန်ရှိပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းနောင်တရပြီးတော့ဘုရားသခင်စီကိုပြန်လှည့်လာဖို့သူများစီကိုလည်းဘုရားသခင်တော်ပြန်လှည့်လာဖို့ရတော့ဘုရားသခင်ကစောင့်ဆိုင်းနေတဲ့အချိန်ကာလဖြစ်ပါလေ။ကောင်းပြီဘုရားသခင်ကိုစောင့်ဆိုင်းခြင်းဟာအင်မတန်မှအရေးကြီးပါတယ်။ကျွန်တော်မစောင့်ဆိုင်းလို့အာရနဲ့အေဝါအဖြစ်တဲ့ကြာဆုံးသွားတယ်။မစောင့်ဆိုင်းနိုင်လို့အာဗြဟံအင်မတန်မှရံပတ်ဖြစ်တဲ့မျိုးဆက်တစ်ခုပြန်သွားလာခဲ့တယ်။မစောင့်ဆိုင်းနိုင်လို့ဣသရေလလူမျိုးတွေနွားတကယ်ရုပ်ထုကိုလှုပ်ပြီးတော့ကိုးကွယ်ခြင်းမှားတဲ့အခါမှာလူ3000အနေ့တည်းမှာတည်ဆုံးရတယ်။ရှောလူမဆောင်ဆိုင်နိုင်လို့သူရဲ့မျိုးဆက်မှာကောင်းကြီးမြင်လာကင်းမဲ့သွားတယ်။မဆောင်ဆိုင်နိုင်ခြင်းကြောင့်ပြဿနာတွေတောက်လျှောက်တက်သွားတယ်။ဒီနေ့ဘုရားသခင်ကတော့စောင့်ဆိုင်မှုအတွက်တပည့်တော်တွေကိုမှာတယ်။အရှင်တော်ဝိညာဉ်တော်ကိုစောင့်ဆိုင်မှာဝိညာဉ်တော်ဆင်းသက်လာပြီးနောက်ပိုင်းမှာအမှုတော်စဆောင်ခိုင်းပါတယ်။အဲ့ဒါမှတကူကိုခံရမယ်။အဲ့ဒါကိုကျွန်တော်တို့ဘဝအသက်တာထဲမှာသခင်ယေရှုကကျွန်တော်တို့ကိုဘာစောင့်ခိုင်းလဲ။ကျွန်တော်ယုံကြည်သူတွေဓမ္မသစ်ကာလယုံကြည်သူတွေဘာစောင့်ခိုင်းလဲ။သခင်ဘုရားပြန်ကြွလာမယ့်ရအောင်ဘာလို့ပါစောင့်ပါ။ဘလို့စောင့်အောင်ပါလဲ။ထိုင်စောင့်နေဖို့မဟုတ်ပါဘူး။ဘုရားရဲ့အလိုတော်ကိုဆောင်ပြီးတော့ဘုရားသခင်အလိုရှိတဲ့အတိုင်းအသက်ရှင်ပြီးတော့စောင့်နေဖို့ဖြစ်ပါတယ်။အဲ့ဒီလိုစောင့်နေတဲ့အခါမှာသခင်ဘုရားပြန်ကြွလာကန်နီးလေကဘာကြီးဟာကိုခက်ခဲလာလေပဲ။ပို့ပြီးတော့ဆွေးရုံတာမယ်။ဒါကြောင့်မို့လူကရှင်လူကဘယ်ခိုင်းဆက်ရှင်မှာသခင်ရှုကငါပြန်လာတဲ့အခါမှာတဲ့မြေကြီးပေါ်မှာယုံကြည်ခြင်းကိုတော့တွေ့ရပါမလား။ယုံကြည်သူတော့ရှိနေမယ်နော်။ယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့ယုံကြည်သူတွေရှားသွားလိမ့်မယ်။ကိုယ်လိုတိုင်းပဲအသက်ရှင်တဲ့သူတွေ
ပုံများလာလိမ့်မယ်ဘုရားဆိုတော့မရှိပါဘူးလူဆိုတော့ကိုအာကိုမှရတယ်ဆိုပြီးတော့အဲ့ဒီလိုလူတွေပုံများလာလိမ့်မယ်ဘုရားသခင်ကိုမဆောင်တော့ပဲနဲ့အသက်ရှင်တဲ့အချိန်ကပိုအရေးကြီးတယ်ဆိုပြီးတော့ကိုယ့်ရဲ့အတ္တကိုချမ်းသာဖို့ကိုအောင်မြင်ဖို့ကိုယ့်အတွက်အတ္တအတွက်အသက်ရှင်တဲ့သူတွေပုံများလာလိမ့်မယ်ဒါကြောင့်ကျွန်တော်စီတိုင်းကျွန်တော်တို့ရဲ့ဘဝအတ္တတာထဲမှာအခင်ပြားပြန်ကြွလာတဲ့နီးလေးအခက်ခဲတွေများတဲ့ခါမှာရှင်ယာကုတ်ကဘလို့တုံတယ်လဲဆိုရင်ရှင်ယာကုတ်ခန်းကြီးကပိုက်နေရှိရှင်ယာကုတ်ဩဝါဒစာခန်းကြီးကပိုက်နေရှိသင်တို့ဒီလေသီးခံလျက်စောင့်နေကြတော့ကိုယ်စိတ်နှလုံးမြဲမြံစေကြတော့သခင်ဘုရားကြွလာတော်မူသောအချိန်ရောက်လူနီးပြီအဲ့ဒီရောက်လူနီးပြီဆိုတော့ဟိုးလွန်ခဲ့တော့နှစ်ပေါင်းများစွာတွေကရေးထားတဲ့ကျမ်းစာနော်အဲ့ဒီထဲကရောက်လူနီးပြီပြောတာအခုချိန်ဒီဘာလို့နေတော့မလဲရောက်လူနီးပြီပြောတော့မယ်ဘုရားသခင်ကကျွန်တော်တို့အားလုံးမပျက်စီးစေဖို့ရန်အတွက်စောင့်နေတဲ့အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်မို့တဲ့ဘလို့စောင့်နေရမလဲ။သီးခံလျက်စောင့်နေကြတော့ဘုရားသခင်ကိုပြန်ကြွလာခြင်းကိုစောင့်တဲ့အခါမှာသီးခံပြီးတော့စောင့်နေပါ။သီးခံခြင်းဆိုတဲ့အရာကအင်မတန်အရေးကြီးတယ်။လူတွေကသီးမခံနိုင်ဘူး။သီးမခံနိုင်လို့မစောင့်ပြန်။ဟော။ဟာသီးမခံနိုင်တော့ဒီမှာခံရတဲ့ဒုက္ခကြာနေပြီဘုရားသခင်ကိုမောရှိကြာပြီးတော့တောင်းပေါ်သွားတာမစောင့်နိုင်အဲ့ဒီမစောင့်နိုင်ခြင်းဟာကျွန်တော်တို့ကိုဆိုချိုးဖြစ်စေတာအဲကြောင့်မို့ဒီပြေခန်းကြီး30အပိုင်းငယ်36ဒီပြေဩဝါဒစာခန်းကြီး30အပိုင်းငယ်36ဘုရားသခင်ဤအလိုတော်ကိုဆောင်ပြီးမှတတိတော်အတိုင်းအကျိုးကိုရမည်အကြောင်းဒီခံခြင်းစိတ်ရှိရပြီဘုရားအလိုတော်ကိုဆောင်ပါတဲ့ယုံကြည်သူဘုရားသားသမီးဟာကိုယ့်အလိုကိုဆောင်ရတာမဟုတ်ဘူးဘုသူ့လိုဆောင်ရတာလေသူများအလိုကိုဆောင်ရတာလည်းမဟုတ်ဘူးဘုရားရဲ့အလိုဘာလို့ရလဲဘုရားအလိုကိုဆောင်ပြီးတော့တဲ့ဘုရားသခင်ကအချိန်တန်တဲ့အခါမှာသူဂတိတော်အတိုင်းပါဝေးမလဲအကျိုးကိုပေးမှာဖြစ်ပါတယ်တဲ့အဲ့ဒီအကျိုးကိုရမည်အကြောင်းဘာဖြစ်ရမလဲဒီခံခြင်းစိတ်ရှိရမယ်အဲကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာနေ့စဉ်ဘုရားအလိုတော်ကိုဆောင်ပြီးတော့ဒီခံခြင်းနဲ့သခင်ဘုရားပြန်ကြွလာမယ့်အချိန်ဘာလို့လို့လဲစောင့်နေဖို့လို့လဲဒါကြောင့်မို့ဒီခံပြီးတော့စောင့်ဆိုင်တဲ့လူနှစ်ယောက်အကြောင်းပြောပြီးတော့ဒီကုန်းချုပ်ပါနံပါတ်1ကတော့အာဗြဟံအကြောင်းဖြစ်တယ်သူအမျိုးသမီးအကြံပေးလို့အာဂုရနဲ့အိတ်လိုက်တဲ့ခါမှာမှားရင်သွားတယ်ဒါပေမဲ့သူစိတ်မပြတ်ပါဘူးအသက်69နှစ်မှာဘုရားသခင်သူ့ပြန်စကားပြောတဲ့ခါမှာသူစောင့်မျှော်တယ်မဖြစ်နိုင်တော့ဘူးဆိုတော့သူသိပါတယ်လူအနေနဲ့ဒါပေမဲ့အဲ့ဒီຢာတွေကိုသူမစင်စားဘူးတဲ့ဘုရားသခင်ကဂရိထားတဲ့သူဟာဂရိတော်တိုင်းတတ်နိုင်တယ်ဆိုတော့သူဝန်ခံပြီးတဲ့ခါမှာတဲ့ဘုရားရဲ့ဂတိတော်ကိုအာဗြဟံသည်ဘလို့စောင့်မှန်းဆိုပြီးခံပြီးတော့စောင့်လိုက်တယ်လူတွေကသူ့ကိုလောင်ပြောင်ကောင်းလောင်ပြောင်ပဲလူမျိုးကြီးရဲ့အဖလို့သာပြောကလေးတယောက်မှလည်းမရှိသေးဘူးဒါပေမဲ့သူပြီးခံပြီးတော့စောင့်တယ်ဟေဘဲဩဝါဒစာခန်းကြီး6အပိုင်းငယ်14 15ငါသည်သင်အားအစဉ်အမြဲကောင်းကြီးပေးမည်သင်ကိုအစဉ်အမြဲပွားများစေမည်ဟုကျိန်ဆိုတော်မူ၏ထိုတို့နှင့်ဤအာဗြဟံသည်တိခံလျက်စောင့်နေပြီးမှဂတိတော်ကိုဝင်စားရ၏အာဗြဟံတိခံလျက်စောင့်နေပြီးမှတဲ့ဘာကိုဝင်စားလဲဆိုတော့ဂတိတော်ကိုဝင်စားရတယ်ဒါကြောင့်မို့အောစရာကောင်းတယ်အဲ့ဒီကဘာဦးမှာအာဗြဟံနဲ့ဘုရားသခင်မင်းရဲ့အမျိုးအနွယ်ကိုကောင်းကြီးပေးမယ်မင်းရဲ့အမျိုးအနွယ်ကိုငါ
လူမျိုးကြီးဖြစ်စေမယ်အဲ့ဒီအမျိုးအနွယ်လို့ပြောတဲ့အရာကတဲ့ဘသူ့ကိုပြောတာလဲဆိုရင်တော့အခင်ရှုကိုပြောတယ်လို့ကျမ်းစာဟောပြဩဇာကောနော်အဲ့တော့အာဗြဟံရဲ့အကြောင်းကိုပြောတဲ့အခါမှာအမျိုးအနွယ်တို့လို့မသုံးဘဲနဲ့အမျိုးအနွယ်လို့ပဲပြောတဲ့အတွက်ကြောင့်ဘုရားသခင်သင်အားဖြင့်လူမျိုးတွေကကောင်းကြီးခံစားရမယ်ဆိုတဲ့အရာကိုပြောနေတဲ့အခါမှာသင်ဟာသခင်ရှုအားဖြင့်လူသားအားလုံးပြည်ခြင်းကနေလွတ်မြောက်ပြီးတော့သင်္ခါရလောကကနေလွတ်မြောက်ပြီးတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားရမယ့်အကြောင်းကိုဘုရားကဘာလုပ်နေရလဲပြောနေတာကျွန်တော်ကလောကအရာတော့ပိုင်ဆိုင်မှုလောက်ကိုပဲပြောတယ်လို့သွားထင်တာဟောအဲ့ဒါကဂလာတိကိုဖတ်ကြည့်မှတွေ့ရတယ်ဂလာတိခန်းကြီး3အပိုင်ငယ်16ဂလာတိ3အပိုင်ငယ်16ဂတိတော်တို့ကိုအာဗြဟံနှင့်သူ၏အမျိုးအနွယ်၌အားတော်မူ၏အမျိုးအနွယ်တို့ဟုအများသောသူတို့ကိုရည်မှတ်၍မိန့်တော်မူသည်မဟုတ်သင်၏အမျိုးအနွယ်ဟုတယောက်သောသူကိုရည်မှတ်၍မိန့်တော်မူ၏ထိုတယောက်သောသူကခရစ်တော်ဖြစ်သည်အာဗြဟံရဲ့အမျိုးအနွယ်အဖြစ်လူမျိုးတွေကကောင်းကြီးခံစားရမယ်လို့ပြောတဲ့အခါမှာအမျိုးအနွယ်တို့လို့အများသောသူကိုရည်မှတ်ပြောတာမဟုတ်ဘူးတဲ့အမျိုးအနွယ်လို့ပြောတဲ့ကြောင့်တယောက်သောသူကိုပြောတယ်အဲ့ဒါဘယ်လိုပြောတာလဲခရစ်တော်ပြောတာအဲ့မို့ယေရှုခရစ်တော်အားဖြင့်လူသားအလုံးကယ်တင်ခြင်းရမယ်သေခြင်းတရားနဲ့လွတ်မြောက်မယ်အိုနာသေခြင်းကနေလွတ်မြောက်ပြီးတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားရဖို့အတွက်ဖခင်ကအဲ့ဒီကောင်းကြီးမြင်လာကိုဘာလို့ပေးလိုက်တာလဲပြင်ဆင်ပေးလိုက်တာဖြစ်တယ်အဲကြောင့်မို့ဖခင်သခင်ရဲ့ပြင်ဆင်ပေးခြင်းကထာဝရကာလတိဖြစ်ပါတယ်ဒါပေမဲ့လူတွေကလောကစည်းစိမ်လောက်ကိုပဲမြင်ပြီးတယ်ဘုရားသခင်ကမင်းကိုပွားများစေမယ်မင်းကိုကောင်းကြီးပေးမယ်ဆိုတဲ့အခါမှာကျွန်တော်ကဘာပဲသွားမြင်လဲလောကရဲ့သိုးတွေနွားတွေရွှေတွေငွေတွေအဆောက်အအုံအတိုက်တာတွေဒါတွေပဲသွားမြင်တာဒီနေ့ဘုရားသခင်ကျွန်တော်ကိုကောင်းကြီးပေးမယ်ဆိုတော့ကထာဝရနဲ့ဆိုင်တဲ့ကောင်းကြီးမြင်ကလာကိုခံစားစေကျွန်တော်တို့တယောက်တည်းကောင်းတဲ့နိုင်ငံသွားတာမဟုတ်ကျွန်တော်တို့အားဖြင့်လည်းအဲဒီခရစ်တော်နဲ့လူတွေကိုမိတ်ဆက်ပေးတဲ့အခါမှာလူတွေအများကြီးပဲဝင်သားအောင်လဲဘုရားသခင်ရဲ့ကောင်းတဲ့နိုင်ငံကိုဝင်စားရဖို့အကြောင်းရှိနေပါတယ်။ဒါကြောင့်မို့အာဗြဟံကတဲ့ဘာလို့လဲဆိုတော့ဘုရားရဲ့ဂတိတော်ကိုသီးခံပြီးတော့စောင့်နေတယ်။အဲ့ဒီဂတိတော်အတိုင်းအကျိုးကျေးဇူးကိုဘာလို့လဲခံစားရတယ်။သာသမီတယောက်မှမရှိတဲ့အာဗြဟံကနေပြီးတော့အဲ့ဒီအာဗြဟံရဲ့မျိုးဆက်ကနေဘယ်သူဆင်းသက်လာလဲဆိုရင်တော့သခင်ယေရှုဆင်းသက်လာတယ်။သခင်ယေရှုအားဖြင့်လူသားအားလုံးမှာခံစားရလဲကောင်းကြီးမင်္ဂလာခံစား။အဲ့ဒီကောင်းကြီးမင်္ဂလာပါလဲထာဝရအသက်ဖယားနဲ့အတူနေရတဲ့အခွင့်ကိုဖယားပြင်ဆင်ပေးလိုက်တယ်ဖယားနဲ့ကျွန်တော်တို့ကဘတော်မှမကွဲတော့ဘူးဘတော်မှခွဲခွာခြင်းမရှိတော့ဘူးတရားစည်းစိမ်ချမ်းသာလဲတစ်နေ့သိရမယ်အပင်ငယ်သွားမယ်ဆိုရင်အဲ့ဒါကစစ်မှန်တဲ့ချမ်းသာခြင်းမဟုတ်ဘူးတရားလောကကြီးမှာအောင်မြင်ကြော်ကြားပြီးတော့တစ်နေ့အပင်ငယ်မှာဆုံးရှုံးမယ်ဆိုရင်အဲ့ဒါစစ်မှန်တဲ့အောင်မြင်ခြင်းမဟုတ်စစ်မှန်တဲ့အောင်မြင်ခြင်းကဒီလောကကြီးကိုအောင်မြင်သွားတယ်။အိုခြင်းနာခြင်းသိခြင်းကိုအောင်မြင်သွားတယ်။သင်္ခါရတရားကိုဘာလို့သွားလဲအောင်မြင်သွားတယ်။သိခြင်းတရားကိုအောင်မြင်သွားတယ်။သခင်ယေရှုကိုယုံကြည်ခြင်းအဖြစ်ထာဝရနဲ့ဆိုင်တဲ့ကောင်းကင်ဘုန်းစည်းစိမ်ကိုအမွေခံရသောအမွေစားအမွေခံဖြစ်သွားတယ်။အဲ့ဒီထက်မြင့်တဲ့ကောင်းကြီးကမရှိတော့ဘူး။ဘုရားသခင်အဲ့ဒါကိုသင်နဲ့ကျွန်တော်ကိုပေးဖို့အတွက်ပြင်ဆင်လိုက်တယ်။သင်နဲ့ကျွန်တော်တွေမဟုတ်ဘူး။တလောကလုံးကိုပေးဖို့အတွက်ဘုရားကပြင်ဆင်လိုက်တယ်။ဒါကြောင့်မို့အာဗြဟံကသီးခံတဲ့အခါမှာအဲ့ဒီဂတိတော်ရဲ့အကျိုးကိုခံစားခဲ့ရတယ်။နောက်တစ်ယောက်ကတော့ယာကုပ်ခန်းကြီး9အပိုင်ငယ်17သီးခံခြင်းအကြောင်းပြောရင်ဒီတစ်ယောက်ကဆန္ဒမှုနာပဲဖြစ်ပါတယ်။တမန်ကျမ်းစာလည်းရှီယာကုပ်ဩဝါဒစာအခန်းကြီး9အပိုင်ငယ်17တီးခံနိုင်သောသူတို့သည်မင်္ဂလာရှိသောသူဟူ၍ငါတို့သည်ခေါ်ကြ၏ယောဘသည်တီးခံကြောင်းကိုသင်တို့ကြားရကြပြီထာဝရဘုရားသည်မိမိအမှုကိုလက်ဆတတ်တော်မူရာမှာအလွန်သနာဆုံမတ်တော်မူကြောင်းကိုလည်းသိမြင်ရကြပြီတီးခံနိုင်သောသူဟာမင်္ဂလာရှိတယ်ဘုသူအကြောင်းလဲဆိုတော့ယောဘဖြစ်တယ်ယောဘသည်တီးခံကြောင်းကိုသင်တို့သည်ကြားရပြီယောဘအကြောင်းဖတ်ကြည့်ပါ
သားသမီး10ယောက်လုံးသိသွားတဲ့အဖေဘယ်အဖေသိခံနိုင်လဲအနေနဲ့များတော့ဖះကိုဘောသားထွက်ပါပြဿနာရှာပါပဲ10ယောက်မပြောနဲ့1ယောက်သိရင်တော့ပြဿနာရှာပါပဲဒါပေမဲ့ယောဘသိခံတယ်တကယ်စီးတဲ့ဥစ္စာအားလုံးကုန်သွားပြီးတော့တထေးယောဘနဲ့စီရင်သားယောဘဖြစ်သွားတယ်ဘသူသိခံနိုင်လဲယောဘသိခံနိုင်တယ်နောက်ဆုံးခန္ဓာကိုယ်မှာနာကျင်လာတဲ့ခါမှာလူကတော့နာလာပြီးကြိုက်ခဲလာပြီးဆိုဒေါသထွက်လာတာပဲဒါပေမဲ့အဲ့ဒါကိုလည်းယောဘမလုပ်နိုင်နဲ့သိခံနိုင်တယ်ယောဘသိခံကြောင်းကိုသင်တို့ကြားရပြီဟာတော့ဘုရားသည်မိမိအမှုကိုလက်ဆတတ်တော်မူရဘုရားကယောဘရဲ့ဇလံကိုအဆုံးသတ်တဲ့ခါမှာအလွန်တနာဆုံးမတယ်ယောဘရဲ့ရှေ့ဖြစ်ဟန်ထက်နောက်ဖြစ်ဟန်ကိုကောင်းကြီးပေးတယ်ဘုရားဖြစ်တယ်သူဆုံးရှုံးသွားတဲ့ဥစ္စာပစ္စည်းတွေအားလုံးဘုရားပြန်ပေးတယ်ဒါမှမဟုတ်ဒီကရက်တဲ့ဝင်ကားတဲ့ခါမှာဥစ္စာပစ္စည်းတွေကနှစ်ဆပြန်ရတယ်နှစ်ဆပြန်မရတဲ့အရာပါလေသားသမီး10ယောက်ကအယောက်20ပြန်မရအောင်10ယောက်က10ယောက်ပဲပြန်ရတယ်ဥစ္စာပစ္စည်းနှစ်ဆပြန်ပေးတယ်နော်ဒါပေမဲ့သားသမီးကဘယ်လောက်ပဲလဲ10ယောက်ပဲပြန်ရတယ်တော့ဘုရားသခင်ကလူကိုတန်ဖိုးထားပါဆိုတဲ့အရာကိုနော်လူကိုဥစ္စာပစ္စည်းလို့ဘုရားမပေးဘူးအဲ့ဒီအတိုင်းပဲဘာလို့လဲပြန်ပေးတယ်ဒါကြောင့်မို့ဘုရားကတန်ဖိုးထားခိုင်းတယ်လူကိုတန်ဖိုးထားခိုင်းတယ်လူတွေကဘာကိုတန်ဖိုးထားလဲဥစ္စာပစ္စည်းတွေဂုံပကာသနာတွေကိုအဝတ်စားတွေစီးတဲ့ဥစ္စာတွေကိုတန်ဖိုးထားတယ်ဒါပေမဲ့ဘုရားကတော့ဘာကိုပဲတန်ဖိုးထားလဲလူကိုပဲတန်ဖိုးထားတယ်ဒါကြောင့်မို့လူကိုဥစ္စာပစ္စည်းကဲသလိုနှစ်ဆပြန်မပေးဘူးဘယ်လောက်ပဲပြန်ပေးလဲ10ယောက်ပဲပြန်ပေးတယ်ဆိုပြီးဒါကြောင့်မို့ယောဘရဲ့သီးခံခြင်းကိုကျွန်တော်တို့ကစံနမူနာယူဖို့ဖြစ်ပါတယ်ယောဘရဲ့သားသမီးပထမသိသွားတဲ့10ယောက်ကအချိန်မတန်မဲ့သိရလို့ဆုံးရှုံးသွားလားဖခင်ကဘာလို့သူတို့တတ်လိုက်တာလဲမဟုတ်ပါဘူးဖခင်ကအခွင့်ပေးရတာဖြစ်ပါတယ်စာရန်ကတတ်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့သူ့အိမ်သားသမီး10ယောက်လို့သိသွားလို့ဆုံးရှုံးသွားလားလူမြေမှာရှုံးသွားတယ်လို့ထင်ရပေမဲ့အဲ့ဒီသားသမီး10ယောက်ကိုယောဘကဘယ်သူနဲ့မိတ်ဆက်ပေးပြီးသားဘုရားနဲ့မိတ်ဆက်ပေးပြီးသားသူတို့ကအရင်ကောင်းကင်နိုင်ငံကြိုရောက်ယောဘလည်းနှစ်ဆဆုံးကောင်းကြီးခံစားပေမဲ့တနေ့ပါလို့ရတာလေသိရတာပါပဲယောဘလည်းပဲရောက်မလဲကောင်းကင်နိုင်ငံကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းနိုင်ဒီလောကမြေကြီးမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပန်းနိုင်ကသခင်ယေရှုရှေ့ကိုရောက်တဲ့တနေ့ဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့အဆုံးဖြတ်ဖြစ်တယ်ဒါကြောင့်မို့ဒီလောကမှာကျွန်တော်တို့ကလောကစည်းစိမ်တွေအဲ့ဒီနှစ်ဆသောဥစ္စာပစ္စည်းတွေကိုစိတ်ဝင်စားဖို့မဟုတ်ဘူးဖယားအပ်ပေးတယ်ယောဘပထမသားသမီး10ယောက်အပ်ပေးတယ်ဘာလုပ်လဲဖယားနဲ့ပဲမိတ်ဆက်ပေးတယ်နောက်သားသမီး10ယောက်ကိုလည်းသူဘာလုပ်လဲဖယားနဲ့ပဲမိတ်ဆက်ပေးမှာဒါအရေးကြီးဆုံးပဲဆိုတဲ့အရာဖယားသင်ကိုအပ်ပေးတဲ့အရာကိုဖယားသခင်အတွက်ဖယားနဲ့မိတ်ဆက်ပေးတဲ့တော်သူများဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်အဲကြောင့်ယောဘကသူကိုယ်တိုင်ဖယားသခင်သူ့ကိုအခွင့်ပေးလိုက်တဲ့စုံစမ်းခြင်းတွေကိုပြီးခံပြီးတော့ဖြတ်တန်းတယ်ဘတော်မှဖယားကိုကြောမခိုင်းဘူးကျွန်တော်ထင်ပါတယ်ယောဘရဲ့သားသမီး10ယောက်ကစောစစ်စစ်မသိဘဲနဲ့ယောဘလိုအဲ့ဒီဒုက္ခဆင်းရဲခြင်းကိုဖျက်ရရင်ဘယ်လိုဖြစ်မလဲယောဘမျိုးသမီးတော့ဘာလို့ပြောရလဲမင်းဖယားကိုချိန်သေးပြီးတော့အဲ့သားသမီး10ယောက်ဆိုဘာလုပ်ပါလဲဒီဖယားကိုကိုယ်တော့အဲ့ဒီလိုဖြစ်သွားနိုင်ပြီးခံနိုင်မှာမဟုတ်ဘူးပြီးခံနိုင်တော့သူကယောဘဒီအမှုတွေကြုံတွေ့တော့ညာလဲဖယားကိုနှုတ်နေတော့မပြတ်ပါဘူးတဲ့ဒါကြောင့်ဘုရားသခင်ကသူ့သားသမီး10ယောက်ကိုစောစစ်စစ်ကောင်းကင်နိုင်ငံခေါ်သွားတာလေဖြစ်နိုင်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအတ္တထဲမှာလောကမှာဘလို့အခက်အခဲနှောက်ယှက်ခြင်းတွေကြုံပါလိမ့်စေယောဘကဲ့သို့ပြီးခံတတ်တော်သူဖြစ်ပါတယ်။ယုံကြည်သူဘုရားသားသမီးကလောကမှာနေတဲ့အခါမှာဘာဒုက္ခမှမကြုံတော့ဘာယောဂမှမဖြစ်တော့ဘာပြဿနာမှမရင်ဆိုင်ရတော့ဘူးလို့ကျမ်းစာကအာမမခံတာ哦။သခင်ရှုလည်းမပြောထားဘူး။ဒါပေမဲ့အဲ့ဒီကြုံတွေ့ရတဲ့ဒုက္ခကဲ့တွေကိုအောင်မြင်ရတဲ့အခွင့်ကိုတော့ဘုရားကပြင်ဆင်ပေးထားတယ်။ဘာကြောင့်လဲဘုရားသခင်ကြောနဲ့အတူရှိတယ်။အေမာနွေလာဘုရားဖြစ်တယ်။ကြိုက်တဲ့လောကရန်တရားလာပါလိမ့်စေမကြောက်ဘူး။စုံစမ်းနှောက်ယှက်ခြင်းလောကရန်တရားတွေကိုကြောက်ပြီးတော့ထွက်ပြေးတဲ့အထဲမှာယုံကြည်သူဘုရားသားသမီးမပေါ့။စုံစမ်းနှောက်ယှက်ခြင်းတွေကိုရင်ဆိုင်ရဲတဲ့ခွန်အားကိုဘုရားကကျွန်တော်တို့ထဲမှာထည့်ထားပေးတယ်။အဲ့ဒါကတော့ကျွန်တော်တို့ခွန်အားမဟုတ်ပါဘူး။ဘုရားရဲ့ခွန်အားဖြစ်တယ်။ဘုရားရဲ့ခွန်အားတဲ့အရာရာကိုကျော်လွှားနိုင်တာဖြစ်ပါတယ်။ရွှေဟာတဲ့
မီးကိုမကြောက်မီးနဲ့စစ်လေလေအဲ့ဒီရွှေရဲ့စစ်မှန်ခြင်းတန်ဖိုးကပိုတက်လာပြီပဲရွှေကမီးနဲ့စစ်လေလေသူ့ရဲ့တန်ဖိုးကပိုပြီးတော့မြင့်လာတယ်ပဲယုံကြည်သူဟာစုံစမ်းနှောက်ယှက်ခြင်းတွေခံရလေလေသူ့ရဲ့ယုံကြည်ခြင်းကပိုပြီးတော့မြင့်လာတယ်ဒါကြောင့်မို့ရွှေကမီးနဲ့စစ်လေလေတန်ဖိုးတက်တဲ့ကဲ့သို့ယုံကြည်သူကစုံစမ်းနှောက်ယှက်ခြင်းတွေခံရလေလေသူ့ရဲ့ယုံကြည်ခြင်းကစစ်မှန်လာတယ်ရွှေကိုမီးနဲ့စစ်တဲ့ယုံကြည်ခြင်းကိုစုံစမ်းနှောက်ယှက်ခြင်းနဲ့စစ်ဒါကြောင့်ဘုရားသခင်ကဘာကိုစစ်နေတာလဲယုံကြည်ခြင်းကိုစစ်ဆေးနေတာဖြစ်တယ်ဒါကြောင့်မို့တစ်ပေခန်းကြီး1အပိုင်းငယ်6ကနေ9ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး1အပိုင်းငယ်6ကနေ9ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး1အပိုင်းငယ်6ကနေ9အရေးကြို၍စုံစမ်းခြင်းခံနိုင်တော်လေပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းထက်သင်တို့ယုံကြည်ခြင်းကိုစစ်ကြောခြင်းအရာသည်ပါ၍မြတ်သည်နှင့်ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါအချီးမွမ်းဂုဏ်တွေဂုဏ်အာနုဘော်တို့ငါဖြစ်မည်အကြောင်းအထူးထူးအပြားပြားသောစုံစမ်းနှောက်ယှက်ခြင်းကိုခံရသောအကြောင်းရှိလျင်သင်တို့သည်ယခုခဏခံရ၍ဝမ်းနည်းတော်လေအထက်ဆိုခဲ့ပြီးသောကျေးဇူးတော်ကိုထောက်၍ရွှင်လန်းသောစိတ်ရှိကြ၏အရေးကြို၍တဲ့စုံစမ်းခြင်းခံနိုင်တော်လေနော်အရေးကြိုလိုက်ရွှေရရွှေပဲမီးနဲ့ရှို့လိုက်အခြားအရာတွေကလောင်ကျွမ်းသွားမယ်ရွှေရဲ့စစ်မှန်ခြင်းကပို့ပြီးတော့ပေါ်လာသေးတယ်ဒါပေမဲ့အဲ့ဒီရွှေလဲဘာလို့တက်လဲဖောက်ပြန်ပျက်စီးတတ်ပါတယ်တဲ့ဒါကြောင့်ဘုရားသခင်ကတဲ့ကျွန်တော်တို့ရဲ့ဘာကိုစစ်လဲသင်တို့ယုံကြည်ခြင်းကိုစစ်ကြောခြင်းအရာသည်တာ၍မြတ်ပါတယ်ကျွန်တော်တို့ယုံကြည်ခြင်းကိုဘုရားစစ်ယောဘရဲ့ယုံကြည်ခြင်းကိုဘုရားစစ်တယ်ဘာနဲ့စစ်လဲဒုက္ခဆင်းရဲခြင်းနဲ့စစ်တယ်သားသမီးတွေသိဆုံးခြင်းနဲ့စစ်တယ်ပစ္စည်းဥစ္စာဆုံးမခြင်းနဲ့စစ်တယ်ယောဂဖြစ်ခြင်းနဲ့စစ်တယ်ဒါပေမဲ့ယောဘရဲ့ဘာတော့လဲအောင်မြင်သွားတယ်ယောဘမှာဒုက္ခဆင်းရဲခြင်းတွေမကြုံတော့ဘူးနော်အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေဘာသွားလဲအောင်မြင်သွားတယ်ဒါကြောင့်မို့ယုံကြည်သူဘုရားသားသမီးကယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါအချီးမွမ်းဂုဏ်တွေဘုန်းအာနုဘော်ယေရှုနဲ့တွေ့တဲ့အခါမှာဘုရားရဲ့ချီးမွမ်းခြင်းခံရမယ်သင်ဟာဂုဏ်တွေရှိမယ်ဘုရားရဲ့ဘုန်းအာနုဘော်သင်စီကနေပေါ်ထွန်းမယ်ဒါကြောင့်မို့တဲ့အထူးထူးအပြားပြားသောစုံစမ်းနှောက်ယှက်ခြင်းကိုခံရသောအကြောင်းရှိတယ်တဲ့သင်တို့သည်ယခုခဏခံရ၍ဝမ်းနည်းတော်လေအထက်ဆိုခဲ့ပြီးသောကျေးဇူးတော်ကိုထောက်၍ရွှင်လန်းသောစိတ်ရှိကြ၏သခင်ယေရှုရှိရောက်တဲ့အခါမှာအချီးမွမ်းကိုခံရမယ်ဆိုတော့ကိုထောက်ပြီးတော့တဲ့အခုခဏခံရတဲ့ဒုက္ခဆင်းရဲခြင်းကိုရွှင်လန်းတဲ့စိတ်နဲ့ခံနိုင်တော်တယ်ဒါကြောင့်ကျွန်တော်စီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာယုံကြည်သူမှန်ရင်သေမင်းရိပ်နှောမှုတဲ့ဂျိုင်ဝမ်းကိုဖျက်လျှောက်ရတော့လေလို့ပဲရေးပါတယ်ရှောင်သွားဖို့ဘုရားမရေးဘူးကျွန်တော်တို့ဘုရားသခင်ကဖျက်လျှောက်ခိုင်းတာရှောင်သွားခိုင်းတာမဟုတ်ပတ်လျှောက်ခိုင်းတာမဟုတ်ယုံကြည်သူဘုရားသားပြီးမှရင်သေမင်းရိပ်နှောမှုတဲ့ဂျိုင်ဝမ်းကိုမရှောင်ဖျက်လျှောက်ဒါပေမဲ့တင်တယောက်တည်းမဟုတ်ပါဘူးကိုလိုဒီကျွန်တော်နဲ့အတူရှိတော့ဘူးဒီကျွေးလန်လန်တောင်းဝေးတော့ဒီကျွန်တော်ကိုချမ်းသာစေပါဘူး။နောက်ယုံကြည်သူဘုရားသားသမီးကစုံစမ်းခြင်းကိုမကြောက်ဘူး။စုံစမ်းခြင်းကိုမရှောင်ဘူး။အဲ့ဒီစုံစမ်းခြင်းလာလေလေဘာရဲ့စစ်မှန်ခြင်းပေါ်လာသလား။သင်ရဲ့ယုံကြည်ခြင်းရဲ့စစ်မှန်မှုကပေါ်လာတယ်။သင်ဘုရားကိုယုံတာချမ်းသာခြင်းလို့ယုံတာမဟုတ်။သင်ဘုရားကိုယုံတာအောင်မြင်ကြော်ကြားခြင်းလို့ယုံတာမဟုတ်။ဘဝကြီးတာယာခြင်းလို့ဘုရားကိုယုံတာမဟုတ်။ဘုရားစစ်မှန်သောဘုရားဖြစ်လို့ဘုရားကိုယုံဘယ်အရာပေါ်မှာမှလောကရဲ့ဘယ်အရာပေါ်မတည်ထားဘူးအဲ့ဒီယုံကြည်ခြင်းရဲ့စစ်မှန်မှုကစုံစမ်းခြင်းနဲ့တွေ့တဲ့အခါမှာမှုန်တိုင်းနဲ့တွေ့တဲ့အခါမှာပေါ်လာတယ်ဘုရားစကားကိုနားထောင်တဲ့အိမ်လဲမှုန်တိုင်းတိုက်ခံရတယ်ဘုရားစကားကိုနားမထောင်တဲ့အိမ်လဲမှုန်တိုင်းတိုက်ခံရတယ်ဒါပေမဲ့မှုန်တိုင်းတိုက်ခံရတာချင်းတူတူကြောက်ပေါ်မှာဘုရားစကားကိုနားထောင်ပြီးစောက်တဲ့အိမ်ကတော့မပြိုလဲဘူးနှစ်အိမ်လုံးမှုန်တိုင်းတိုက်ခံပြီးမှတအိမ်ပြိုလဲသွားတဲ့တအိမ်ကသင်ဟာဖះကိုယုံကြည်ရင်သင်အသက်တာဘယ်တော့မှမပြိုလဲဘယ်တော့မှမဆုံးရှုံးတော့ကျွန်တော်တို့ဘဝအသက်တာထဲမှာသ
ပြီးခံခြင်းနဲ့အဲ့ဒီဆုံးသတ်ခြင်းတွေကိုဖြတ်ကျော်ဖြစ်တယ်ပြီးခံတတ်သောသူယုံကြည်ခြင်းရှိတဲ့သူပါပဲဘုရားကိုစောင့်တတ်တာဖြစ်တယ်မသိခံနိုင်တဲ့သူကမစောင့်ဒါကြောင့်မေတ္တာရဲ့သဘောတဘာဝတစ်ခုတည်းမှာပြီးခံခြင်းကပါဝင်ဝိညာဉ်အသီးကိုယ်လုံးထဲမှာပြီးခံခြင်းကပါဝင်တယ်အံ့ဩစရာကောင်းတယ်နော်မေတ္တာရဲ့သဘောတဘာဝထဲမှာအဲ့ဒီပြီးခံခြင်းရတယ်ဝိညာဉ်သီးကိုယ်လုံးထဲမှာချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်း patient နော်အဲ့စိတ်ရှိခြင်းပြီးခံခြင်းဘာလို့လဲပါဝင်နေတယ်ဆိုတဲ့အရာတွေ့ရချစ်ချင်းမေတ္တာရဲ့သဘာဝထဲမှာတိကောဆက်တော်ဖတ်တဲ့အခါမှာမေတ္တာသည်တဲ့ကြော်လိုက်မယ်နော်အဲ့ဒါမှတစ်ကြောင်းလေးတွေ့ရတယ်ခတ်သိမ်းသောအရာကိုဖုံးအုပ်တဲ့နောက်တစ်ကြောင်းလို့လေခတ်သိမ်းသောအရာကိုပြီးခံတတ်တယ်ခတ်သိမ်းသောအရာဘာလို့လဲပြီးခံတတ်တယ်ခတ်သိမ်းသောအရာဆိုကုန်ပြီမို့သင်ဖျားကိုတကယ်ချစ်ဘာပဲတွေ့ဖျားတကယ်ကျွန်တော်တက်တာဘယ်လိုပဲပုံသွင်းပြီးခံနိုင်တယ်ဒါကြောင့်ယောဘကြီးကဖျားကိုချစ်တဲ့အခါမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုသူပြီးခံနိုင်သွားတယ်အဲ့ဒီပြီးခံနေရမရလာတယ်မေတ္တာရဲ့သဘောတဘာဝပါဒါကြောင့်သင်ဖျားကိုချစ်တတ်လာရင်ပြီးခံလာမယ်ယေရှုခရစ်တော်ဘုရားသည်သင်နဲ့ကျွန်တော်ကိုချစ်လို့ဒီတစ်ချိန်မှာဥယျာဉ်မှာပြီးခံချွေးရသွေးလိုပဲကြားတယ်လက်ဝါးကတ်တိုင်မှာကြာဖို့ဒီဒဏ်ရာတကြတဲ့နဲ့ပြီးခံပြီးတော့ဘုရားသခင်ကဖျက်ဆီးသွားတယ်အဲ့နာကျင်မှုတွေကိုအဲ့ဒါဘာလို့လဲချစ်လို့ဖြစ်တယ်ချစ်လို့ပြီးခံနိုင်ဖြစ်တယ်ဒါကြောင့်မို့သင်လည်းဘုရားကိုတကယ်ချစ်လိုက်ရင်ပြီးခံနိုင်သွားလိမ့်မယ်ဒုက္ခဆင်းရဲခြင်းဒါကြောင့်မို့မေတ္တာသည်ခတ်သိမ်းသောအရာကိုပြီးခံနိုင်မိဘတွေကြည့်လေညသကောင်ကြီးခလေးထောင်းអော်လဲဘာလို့လဲဟာပြီးခံပြီးအေးကြီးပြက်လဲချစ်တာ哦ဒါပေမဲ့ကိုယ်ကလေးမဟုတ်ဘဲနဲ့စေးဝါသူများကလေးတွေဘယ်သူမှတော့လိုက်မထိန်နိုင်ဘူးလေနော်ကိုယ်ကလေးဆိုတော့တကောင်မကလို့အနီးပဲလဲပြီးဘယ်လိုပဲလုပ်ပေးလို့ဒါချစ်ချင်းမြတ်တာပေါ်မှာဟောက်ပေါ်လာတဲ့ပြီးခံခြင်းဖြစ်တယ်ဟာအေးတွေပြက်ဒါမှပြီးခံချစ်တာသူဘယ်လိုပဲဖြစ်ဖြစ်ဒါကြောင့်မို့သင်ဖျားအောင်တကယ်ချင်းလေဒီလောကအခက်ခဲလောက်ကိုစာမပွဲတော့ခံနိုင်သွားတယ်ခံနိုင်ရင်ရှိသွားတယ်သင်အောင်မြင်သောသက်တာလည်းအသက်ရှင်နိုင်မှာဖြစ်ပါတယ်ဖျားကိုယုံကြည်ရင်ဖျားကိုစောင့်တယ်အဆုံးသတ်ဒီကျမ်းပိုက်ဒီတစ်ပိုက်ကိုအတူတူဝတ်ဖတ်ပြီးတော့မိဘုံချုပ်ပါမယ်ဟဘကုတ်နာဂတိကျမ်းခန်းကြီး2အပိုက်ငယ်3မှ4ဟဘကုတ်နာဂတိကျမ်းခန်းကြီး2ဟဘကုတ်ကြီးကဘုရားကိုမေးပါလောကကြီးမှာတဲ့မကောင်းတဲ့သူတွေကကောင်းစားတယ်တဲ့အဆင်ပြေတယ်ဖြောက်ွက်တဲ့သူတွေကတော့ဘုရားနဲ့သွားတဲ့သူတွေကြတော့တိတ်အဆင်မပြေပါလားတဲ့ဘလို့လဲမေးကုန်မေးတာနော်မေးကုန်မေးအများစုပေါ့အများစုရာဂိုင်နှုန်းရအများစုကမဖြောက်ွက်တဲ့သူတွေကကောင်းစားပြီးတော့ဖြောက်ွက်တဲ့သူတွေကမကောင်းစားဘူးဘလို့လဲမေးတဲ့အခါမှာဘုရားသခင်ကယူပါယုံတစ်ခုသူ့ကိုခေါ်ပြတယ်သူများတွေဖတ်နိုင်အောင်အဲ့ဒီယူပါယုံရေးထားလိုက်နော်သင်ဘုံမှာအခရာနေပြီးတော့ရေးထားပါအပိုင်းငယ်3မှာထိုယူပါယုံသည်ချင်းချက်သောအချိန်နှင့်ဆိုင်၍အမှုကုန်ရသောကာလကိုဆိုလို၏မှုသာနှင့်ကင်းလို့၏ဆိုင်တော်လည်းမျော်လင့်တော်နောက်မကြပဲဧကံအမှန်ရောက်လိမ့်မည်စိတ်ညစ်သောသူသည်သဘောမဖြောင့်ဖြောင့်မတ်သောသူမူကားမိမိယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်အဘဂုတ်ကြီးတဲ့ယူပါယုံကိုရေးထားလိုက်ပါဒါကတဲ့အမှုကုန်ရတဲ့အချိန်ကာလကိုဆိုလိုပါတယ်တဲ့ဘုရားကအမှုသာနဲ့ကင်းလွတ်ပါတယ်ဆိုင်းတော်လည်းလူအနေနဲ့တော့နှေးလိုက်လားလို့ထင်ကောင်းထင်ရပြီမဲ့မျောလင်းလိုက်ပါတဲ့နောက်မကြပဲနဲ့ဧကံမှရောက်လာမယ်ဘုရားသခင်မတော်မှနောက်မကြပါဘူးသူ့အချိန်နဲ့သူအလုပ်လုပ်တာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကိုစောင့်မျှော်တတ်တော်သူများဖြစ်ပါသည်ဘုရားကိုမျှော်လင့်တတ်ပါဘုရားအချိန်ကိုစောင့်တတ်ပါသည်ဘတော်မှမလောပါနဲ့ဘတော်မှဆန္ဒမစိုးပါနဲ့ဘုရားအချိန်ကိုဘယ်လိုစောင့်အောင်လဲဘုရားအလိုတော်ကိုစောင့်ရင်းနဲ့ပြီးခံရင်းနဲ့စောင့်ပါ
အလိုတော်ကိုဆောင်ရမယ်ပြီးခံပြီးတော့ဘုရားကိုစောင့်မျှော်တတ်တော်သူများဖြစ်ပါသည်စိတ်မြင့်သောသူကသဘောမဖြောင့်မာနာကြီးတဲ့သူကဘတော်မှသူ့မှာဖြောင့်မတ်တဲ့သဘောမရှိဘူးတဲ့ဖြောင့်မတ်သောသူကတော့တဲ့မိမိယုံကြည်ခြင်းနဲ့အသက်ရှင်နိုင်မယ်သင်တို့ကျွန်တော်ဟာဖြောင့်မတ်သောသူဖြစ်ပါတယ်အကျင့်ကောင်းလို့ဖြောင့်မတ်တယ်လို့သတ်မှတ်တာမဟုတ်ပါဘူးဖြောင့်မတ်ခြင်းကိုပေးတဲ့ယေရှုခရစ်တော်ဘုရားကိုယုံတဲ့ကျွန်တော်တို့အပြစ်တွေအတွက်လဝါကတိုင်းမှာအသင်ခံပေးတဲ့ယေရှုကိုယုံတဲ့အတွက်ကြောင့်အဲ့ဒီယုံကြည်ခြင်းအပြင်သင်ကိုဘုရားဘယ်လိုသတ်မှတ်လဲဖြောင့်မတ်တော်သူလို့သတ်မှတ်တယ်ဖြောင့်မတ်တော်ယေရှုခရစ်တော်ဘုရားကိုယုံကြည်တော်သင်ကျွန်ုပ်ဒီဘာနဲ့အသက်ရှင်ရမလဲယုံကြည်ခြင်းနဲ့အသက်ရှင်ရမယ်ဒါကြောင့်မို့အခြေအနေတွေကဘယ်လိုပဲဖြစ်နေပါစေယုံစရာမကောင်းတော့အောင်ဘယ်လိုပဲဖြစ်နေပါစေသင်ဟာဘုရားကိုယုံတယ်ဆက်ပြီးတော့ဘုရားကိုအားကိုးမယ်ဆက်ပြီးတော့ဘုရားကိုစောင့်မျှော်မယ်ဘုရားသခင်နဲ့အသက်ရှင်မယ်ဒါကြောင့်မို့ကျွန်တော်တို့အများစုမှားတတ်တဲ့အမှားကဟိုးကဘာဦးကနေစမှားတဲ့အမှားကဘုရားကိုမစောင့်ခြင်းပဲဘုရားအချိန်ကိုမစောင့်ခြင်းပဲဆန္ဒစောတယ်လောတယ်နော်ဒါကြောင့်မို့ဒီຢာကိုသိယူလိုက်ပါဘဝထဲမှာဘုရားအချိန်ကိုစောင့်တတ်ပါဘုရားကိုမျှော်လင့်ဆောင်သွားတတ်ပါအချိန်တိုင်းဘုရားအားလုံးပြင်ဆင်မယ်ဆိုတော့ကိုအကျွေးမဲ့ယုံကြည်စိတ်ချလိုက်ပါဘုရားကသူ့အချိန်နဲ့သူအလုပ်လုပ်တာဖြစ်ပါတယ်ကာနာမျိုးမြင်ကလာတော့မှာစပြည့်ကုန်တဲ့ခါမှာသခင်ရှိကိုသွားလောလို့မရပါဘူးမေတော်မာရီကပြောလေအချင်းမိမသင်နဲ့ငါအဘယ်သို့ဆိုင်တယ်ငါအချိန်မရောက်သေးဘုရားကသူ့အချိန်တန်တဲ့ခါမှာလှပစွာအလုပ်လုပ်တဲ့ဘုရားဖြစ်ပါတယ်ခတ်သိမ်းသောຢာတို့ကိုမိမိအချိန်တန်မှာလျှောက်ပတ်စွာဖန်ဆင်းတယ်လို့ဒေသနာကျမ်းကဖော်ပြတယ်အဲကြောင့်မို့ဘုရားရဲ့အချိန်ထဲမှာဘုရားအချိန်ကိုစောင့်ပြီးတော့အသက်ရှင်တတ်တော်သူဖြစ်ပါသည်။သခင်ဘုရားပြန်ကြွလာခြင်းကိုလည်းစောင့်မျှော်တတ်တော်သူများဖြစ်ပါသည်။ဘယ်လိုစောင့်အောင်လဲ။အလိုတော်ကိုစောင့်ပြီးတော့စောင့်ပါပြီးခံပြီးတော့စောင့်ပါ။အဲကြောင့်မို့ပြီးခံတော်သူဟာမြင်္ဂလာရှိတယ်။ဘုရားအချိန်ကိုဘယ်လိုလူပဲစောင့်လဲ။ဘုရားလက်တော်ကိုဘယ်လိုလူပဲစောင့်လဲ။ယုံကြည်ခြင်းရှိတဲ့သူပဲစောင့်တယ်။ဤသူတွေလားလူမျိုးတွေမနက်တိုင်းမှာမာနမို့ကျွေးတယ်။မောရှေကပြောတယ်သိမ့်မထားနဲ့တော့သိမ့်ထားရင်ပုတ်သွားလိမ့်မယ်လောက်ပြီးတက်သွားလိမ့်မယ်ဒါပေမဲ့တချို့ကဘုရားပေါ်မှာယုံကြည်မှုတန်တရားဖြစ်တယ်တော်ကြတယ်မနဲ့ပြန်မကြရင်ဘယ်လိုလုပ်မလဲသိမ့်ကြလိုက်ကမောရှေကစိတ်ဆိုးတယ်ဘုရားသခင်ကသူ့အချိန်နဲ့သူဘာလုပ်မှမင်းတို့ကျွေးမွေးမှာပဲဘာလို့ဘုရားကိုမယုံကြည်ပဲနဲ့မာနမုတ်ကိုသိမ့်ထားတာလေယုံကြည်တဲ့သူကမိမိရဲ့စာအုပ်နေအတွက်လုံးဝမပူယုံကြည်တဲ့သူကကိုယ့်ရဲ့အနာဂတ်အတွက်လုံးဝမပူဖျားပေါ်မှာစိတ်ချတယ်လက်ရှိအချိန်တွေဘယ်လိုပဲဖြစ်နေပါလိမ့်စေဖျားကိုယုံတယ်ဖျားကိုစိတ်ချတယ်ဖျားကသင်ရဲ့မနှက်ပြန်သင်ရဲ့နောက်တစ်နှစ်သင်ရဲ့နောက်2နှစ်စာလောက်ပဲပြင်ဆင်တဲ့ဖျားမဟုတ်ပါဘူးထာဝရကာလပြီးပြင်ဆင်ပေးပြီးသွားပြီဖြစ်တယ်ယေရှုခရစ်တော်အားဖြင့်ထာဝရကာလအတွက်ကျွန်တော်တို့အတွက်အားလုံးပြင်ဆင်ပြီးသွားပြီဒါကြောင့်မို့လောကခဏတာအသက်ရှင်တဲ့ခါမှာမိမိရဲ့အချိန်ထဲမှာလောပြီးတော့ဆန္ဒဆိုးပြီးအသက်မရှင်ပါနဲ့ဖျားအချိန်ကိုစောင့်တတ်တော်သူများဖြစ်ပါဖျားကိုစောင့်ကြတတ်မယ်ဖျားအချိန်ကိုစောင့်ပြီးတော့အလိုတော်ကိုစောင့်ပြီးတော့ပြီးခံပြီးတော့ဘာတွေပဲကြုံငါဖျားရဲ့အချိန်ကိုစောင့်မယ်ဖျားသခင်အလိုတော်တိုင်းအသက်ရှင်မယ်လို့ဆုံးဖြတ်ချက်ချရင်ဖျားသခင်ကသင်ရဲ့နေ့ရက်တိုင်းကိုလှပသွားတယ်သင်ဟာညီကျွာစိတ်ပြည့်ခြင်းမရှိတော့ဘဲနဲ့ဒုက္ခအခက်ခဲတွေကြုံနေတော့မှဒါဟာတနေ့ယေရှုခရစ်တော်နဲ့တွေ့တဲ့အချိန်မှာငါ့ကိုချီးမွမ်းစရာအကြောင်းဖြစ်မယ်ဆိုပြီးတော့ရွှေကိုမီးနဲ့စစ်နေတဲ့ခါမှာရွှေကမဆုံးရှုံးသွားပါဘူးအဲ့ဒီရွှေရဲ့တန်ဖိုးကပဲတက်လာတာအခုကြုံနေရတဲ့ဒုက္ခအခက်ခဲတွေဆိုတာကတနေ့ယေရှုခရစ်တော်နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့ခါမှာဖခင်ရဲ့ဘုံလေးထင်ရှားပြီးတော့အချီးမွမ်းဂုဏ်တရေကိုခံရမယ့်အကြောင်းဖြစ်တယ်ဆိုတာကိုမှတ်ယူပြီးတော့ဝမ်းမြောက်သောစိတ်နဲ့ဒီနေ့အသက်ရှင်တတ်တော်သူများဖြစ်ပါစေဘုရားအချိန်ကိုစောင့်တတ်ပြီးတော့ဘုရားရဲ့အချိန်ထဲမှာယုံကြည်ခြင်းနဲ့ပြီးခံခြင်းနဲ့ဘုရားလိုတော်ကိုဆောင်ပြီးတော့အသက်ရှင်နိုင်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်